ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ခေတ္တချန်နယ်ကနေအားလုံးကိုပြန်လဲပြီးလို့ချိုဆိုလိုက်ပါရနော်ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇလန်းလေးကတော့ချစ်ရပါတော့ကိုကိုဆိုတဲ့ဇလန်းကောင်းလေးကိုအစာဆုံးတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ဇလန်းလေးကိုနားမစင်မီချစ်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ပါဦးဇလန်းအစ်စ်တွေတင်နိုင်နဲ့သိချင်နိုင်ဖို့အတွက်ဖေးနာအနုတေခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ပါအောင်ရှင်ဟုတ်ကဲ့အခြေကျိုးတင်ပါတယ်ဘဝဆိုတာထင်ထားတာတဲ့ပုံနဲ့ပါလိမ့်မယ်တခါတရံမျောလင်းမထားသောထရာတွေနဲ့ကန်ဆိုးခြင်းများစွာကို့မှာဘာဖြစ်ချလို့လဲတီဟာရှားစက်ညိုမယုံကြည်နေစွာမေးလိုက်မိသလိုရှင်ပတ်ထဲမှာလည်းနှာချင်နေမိတယ်လေဘာအပြစ်မှမရှိပါဘူးကိုရှာတီယာတို့ဘွားကပေါင်းဖောက်ဖို့မဖြစ်နိုင်လို့ပါနောက်ပြီးတီယာမစင်းရဲကြဘူးပြိုတီယာဘွားမှာပြည့်စုံပေမဲ့ချစ်သူကိုတော့ရုပ်ချောပြီးစင်းရဲလာတယ်ရှားစက်ညိုကိုရွေးချယ်ခဲ့မိတာအခုတော့မလို့ကျင်တော့ပါဟွန်းနောက်ဆိုတော့သိရတဲ့သူကပဲချိန်ဖြစ်ရတာပဲလေမင်းစိတ်ကြည်နေမယ်ဆိုလက်ခွဲပေးပါမယ်ချားဆက်ညိုနာကျင်စွာပြောလိုက်ပေမဲ့လည်းမနေကျင်တဲ့သူကိုတော့ဆွတ်မထားရပါထားခဲ့သူကိုလည်းဘလို့ပဲအတနာခံပါစေထားခဲ့မှာပဲလေโอเคဖိုင်ကိုချာကံမကိုရင်ပြင်ဆောင်ကြသေးတာပေါ့ပြူရီယာကားလလလေးပေါ်တက်ပြီးအတာအယာမောက်ထွက်သွားတော့တယ်ဒီနေရာဒီအဖြစ်ဖြစ်မှာဘာမှမထူးဆန်းခဲ့တယ်လို့ပေါ့ပေါ်ပေါင်းစာနဲ့ပဲလေချားဆက်ညိုအဝေးကိုငေးကအသက်ရှူဖို့မိနေခဲ့တယ်အချစ်ဆိုတာတခါတည်းရငွေကြီးပကာသနာတွေနဲ့သက်ဆိုင်ပြီလေသမီးငယ်မေတော့ထားတော့လေကွယ်အမေဈေးသွားရအောင်မယ်ဒေါ်မေဦးအတွက်တော်မနဲ့တိုင်းအိပ်ဖို့ကြီးတဲ့သမီးလေးကိုနှိုးရတာလို့သူမေမေတွားလေမေတော့အိတ်ချင်မှုတို့တန်နဲ့မျက်လုံးမဖွင့်ပဲပြန်ပြောကညစာကြည့်တာများပြီးညနေခဲ့ရလေသမီးငယ်အပြင်းကြီးနေနဲ့နော်မေမေပြန်လာလို့အိပ်ရမထားသေးရင်နာမည်သာမှတ်ဟုတ်ကဲ့ပါချစ်မေမေရဲ့စိတ်ချလက်ချသွားသမီးအခုထားတော့မှာမေတော့ပြန်ပြောပြီးမကြတခေါခေါအိမ်ဝေါ်ချသွားပြန်ပြီလေအစိမ်တွေဘလောက်ကြော်သွားလဲမသိဒေါ်မေတော့ညီလေးတော့လေဈေးရပြန်လာတိတိအဲ့ရတဲ့အောင်မထားသေးတာတွေ့လိုက်တော့အာထားပြီမေမေအခုထားပြီမေတော့အဲ့ရတဲ့ကဟိုးဟိုးနဲ့ထားကရေချိုးကန်းကိုပြေးတော့တယ်လေမေမေလက်စာမိရင်လွယ်မယ်မထင်ဒီတယောက်နဲ့တော့ငါမှမနိုင်ဘူးတကယ်ဒေါ်မေဦးတဲ့ဦးတဲ့သောသမီးလေးကိုချစ်လို့မောဆိုးလိုက်တာလဲလေလွန်ရောလေခေါင်းကလည်းမှားသေးတာသူ့အဖေကနိုင်ငံရဲ့ချားမှာစီးပွားချနေတော့မိသားစုအတွက်ကတော့ပြည့်စုံချမ်းသာပါတယ်တူလီမင်းကြည်ရတာခုတလောအဆင်မပြေသလိုပဲဘာတွေစိတ်ညစ်နေလို့လဲဦးချိန်ဝင်မေးလိုက်တော့မှဘာမှဖြစ်ပါဘူးလေဟာဒါအလုတ်ချမရလို့စိတ်ညစ်နေတာလေခြားဆက်ညိုအသေးအကွဲပြီးစိတ်တက်ကြနေမိတယ်စီရဲတော့ဘဝမှာလိုချင်တာတွေမရယူနိုင်တာတော့အမှန်လေမင်းတကယ်အလုပ်လုပ်ချင်တာလားဦးထိန်ဝင်မွေးစားထားတော့မိဘမဲ့တူလေးခြားဆက်ညိုပေါ်ထားတဲ့မြစ်တာကကြီးမားရယ်လေဟုတ်ဘာလို့လဲဦးလေးခြားဆက်ညိုဘဝမှာဆွေမျိုးသားချင်းဆိုလို့ဦးလေးထိန်ဝင်ပဲသိရတာလေကျန်တဲ့ညီကိုမောင်နှမဆိုတာမသိရမင်းရကိုသွားဦးလေးလိပ်စာပေးလိုက်မယ်အဲ့မှာလေးလေးမမနေဟုတ်ပြီလားဦးထိန်ဝင်ညီမပြည်သူတန်းကိုပို့ပေးဖို့ဆုံးဖြတ်လိုက်တယ်ဟမ်ရန်ကုန်မှာဦးလေးအသိရှိလို့လားကျွန်တော်ကဘာလုပ်ရမှာလဲခြားဆက်ညိုအံ့ဩသွားမိတယ်သူသိထားတာကဦးလေးကတကောင်ချက်တမျက်နာလေရှိတယ်မိုးမြင့်မဲ့ကုမ္ပဏီက CEO ကိုထုံမိုးသိန်းဦးလေးရဲ့ညီမပဲအဲ့မှာမင်းအလုပ်လုပ်ရမယ်မင်းလည်းဘွဲရပြီးပြီဆိုတော့အလုပ်လုပ်သိပြီလေဦးထိန်ဝင်းပြောပြလိုက်တော့မေတော့အိမ်စာတွေလုပ်ခဲ့ရလားငါဖေတော့ကအိမ်စာပေးလိုက်လို့လဲမေတော့ចောင်းပြန်ဝင်မှာဦးလဲလဲတွေဖြစ်နေကောနေရလေအင်္ဂလိပ်ဆရာမအိမ်စာတွေပေးလိုက်တာလေအဲ့မသိဘူးလားတငယ်ချင်းမလေးဖြူတယ်ကတော့စိတ်ပြက်လက်ပြက်လေးတန်းနဲ့ပြောနေတာမေတော့ညင်အတွက်ငါအိမ်စာလေးလုပ်ခဲ့တယ်ရုတ်တရက်အနားရောက်လာပြီးပြောလိုက်သူကခစ်ပိုင်ဟဲ့ငပိုင်နေကဘယ်လိုလုပ်လာတာလဲမေတော့နည်းနည်းတော့ပြောသွားမိတယ်ဆီယာမကအကျဲကျန်းတယ်လေကိုယ်တိုင်ကောက်ကျောင်းသူကျောင်းသားတွေတုံနေအောင်ကြောက်ရတာနေမေ့သွားမယ်ဆိုတာငါသိလို့လေငါစာအုပ်အသစ်နဲ့ကုလာတယ်ခစ်ပိုင်ကတော့တကယ်ချင်းမလေးမေတော့အတွက်အမဲတန်းဦးစားပေးကူညီတတ်သူဟိကျေးဇူးပါဟာမေတော့စပြည့်ပြည့်နဲ့ကျေးဇူးတင်ကားပြောလိုက်ကကျေးဇူးတင်နေဆိုရင်ညနေကျောင်းစဉ်ကံပေါင်ပေါ်မှာဘူးတိတော်လိုက်ခြင်းခစ်ပိုင်သူ့အကြံနဲ့သူပြောလိုက်တော့โอเคအဲ့လောက်တော့ရပါတယ်ဟာမေတော့မျက်စိလေးတစ်ဖက်မှိတ်ပြကပြောလိုက်ပုံလေးကတအားချစ်စရာကောင်းလို့လှရလေဝါစားလို့ကောင်းလိုက်တာမေတော့အားရပါရစားရင်ပြောလိုက်တော့စားကောင်းရင်မြများစားလေခစ်ပိုင်ဖေးရစပြောရမှမသိပဲဘူးတိကျော်ကိုကင်ထားရင်အိုလဲလဲဖြစ်နေတာ
နေဘာဖြစ်နေတာလဲမေတုံခစ်ပိုင်အမူအရာတွေကိုကြည့်ပြီးအားမလို့အားမရမေးလိုက်တော့ဟိုလေဟွာငါခစ်ပိုင်ပြောချင်ပါတော့လဲမေတုံကိုလည်းကြောက်ရသေးတယ်လေဟိုလေဒီလေလုံနေနဲ့စားကြကြီးရစားအိမ်ရစိတ်ပူနေမယ်ငါတို့ကကလေးရွယ်ပဲချီသေးတာနောက်ကြလို့တော့မဖြစ်ဘူးမေတုံစကားလာလာလေးတုံးကပိတ်ပြစ်လိုက်တယ်ခစ်ပိုင်ဘာဖြစ်နေလဲဆိုတာမိန်းကလေးတို့တဘာဝသိပါတယ်သို့တော်ဒီအသက်အရွယ်ကချီရေးချီရစိတ်မကစားသင့်လေအေးပါဟာခစ်ပိုင်ရင်းရဲ့စကားတွေကိုထုတ်မပြောပဲမျိုးသိပ်ထားလိုက်တယ်အချစ်ဆိုတာအသက်အရွယ်နဲ့ဆိုင်လာတော့မသိသူ့ရင်ဘက်ထဲအပြည့်အဝနေရယူထားသူကမေတုံဘယ်သူနဲ့တွေ့ချင်လို့လဲဒါတော့မြင့်မို့အိမ်လားမသိဘူးချားဆက်ညိုအိမ်လက်ညိုလေးကိုကြည့်ကမေးလိုက်တော့ဟုတ်ပါတယ်ဘာကိစ္စရှိလို့လဲခြံတောင်းတာဆိုတာတက်ရက်တောက်ပနေသောယူပုံဖောင်းနဲ့တူနန်းတော်တမြခန်းနာလာတော့အိမ်တော်ကြီးနဲ့လိုက်ဖက်စာဦးထိန်ဝင်းကလှုပ်လိုက်တာလို့ပြောပြပါလားဗျချားဆက်ညိုစကားဆုံးနိုင်ခြံဆောင်ကအင်တာကွန်နဲ့လှမ်းတည်ပို့လိုက်တော့မကြခင်ပါပဲမင်းကဘာတူလဲအကိုကြီးကဘာမှလဲအကိုကြီးနဲ့ဘလို့ပတ်သက်တာလဲအသက်50ကျော်အရွယ်ဖြစ်ပေမဲ့စိန်ချွေတန်စာများနဲ့လင်းလက်နှုတ်ပြနေသောဒေါ်မြင့်မောကျွန်တော်အေးဆေးပြောပြပါမယ်အန်တီရှားဆက်ညိုပြောလိုက်မှာအာဟုတ်တာပဲလာကလေးအိမ်ထဲဝင်ဒေါ်မိုးမြင့်နှစ်ပေါင်း30နဲ့ခွဲခွာသွားတော့အကိုကြီးရဲ့နာမည်ကိုချလိုက်တာနဲ့အပျော်လိုပြီးအငမ်းမရမေးနေမိတာကိုအေးတောင်လေးကလေးဒေါ်မိုးမြင့်အေးခဲထဲမှာအေးဆေးထိုင်နေခိုင်းလိုက်တယ်ဦးလေးကကျွန်တော်ရဲ့မွေးစားဖြစ်ပါအန်တီကျွန်တော်မိဘတွေဆုံးသွားကြတာဦးလေးက3နှစ်သားလေးကျွန်တော်ကိုမွေးစားပြုစုပြီးပညာသင်ပေးရတာပါချားဆက်ညိုအချင်းချင်းပြောပြလိုက်တော့အော်ကန်ဆိုးလိုက်တာကလေးရဲ့ဒါနဲ့အကိုကြီးရောအခုဘာမှလဲဒေါ်မိုးမြင့်မျောလင်းတကြီးမေးလိုက်တော့ဥပိကျမ်းပါပါတယ်သူရှိတဲ့နေရာကိုတော့မပြောပြဘူးတေချာမှားလိုက်ပါတယ်အန်ဒီအတွက်စာလေးတစ်စောင်ရေးပေးလိုက်ပါတယ်ချားဆက်ညိုရိုးသေးသေးလေးစာလေးကိုကမ်းပြီးတော့အကိုကြီးခုဒီစိတ်နာနေတော့ကိုဒေါ်မိုးမြင့်စာလေးကိုဖတ်ပြီးတေချာပြန်ခောက်ထည့်ရင်ပြောလိုက်ကဥပိကဘာလို့အန်ဒီနဲ့မတွေ့ကျင်တာလဲဆိုတာတော့ကျွန်တော်လည်းမပြောပြတတ်ဘူးအန်ဒီချားဆက်ညိုတကားကြောင့်အန်ဒီတို့မိဘတွေဆုံးသွားသွားချိန်မှာအကိုကြီးကကုမ္ပဏီလုပ်ငန်းတွေကိုဦးဆောင်ပြီးလုပ်ခဲ့တာအန်ဒီကတော့အေးအေးချမ်းချမ်းပညာမသင်ပဲတအားဆိုးတဲ့ကောင်လေးတယောက်နဲ့ချစ်သူရည်စားဖြစ်ခဲ့တယ်ပြီပတ်စံတွေတအားဖြုံးမိတာလေအကိုကြီးကတည်သွားတဲ့အချိန်မှာတားပေမဲ့လဲအန်ဒီနားမထောင်ခဲ့ပဲချစ်ဆက်တိုးခဲ့တာအကိုကြီးကအမွေတွေအားလုံးကိုထားခဲ့ပြီးထွက်သွားခဲ့တာအခုချိန်ဒီပဲဆိုပါတော့ကွယ်တော်မိုးမြအခုထိနောင်တရမလို့မဆုံးဒါဆိုအန်ဒီကအိမ်အောင်ကြရှားဆက်ညိုစကားမဆုံးခင်ပါပဲအကိုကြီးထွက်သွားတော့အန်ဒီလဲအလန်းတလက်ရီးစားကိုဖျက်လိုက်တာအခုချိန်ဒီအကိုကြီးကိုလိုက်ချနေခဲ့တာပါကွယ်တော်မိုးမြဘွားကလည်းတနာစရာလေကျွန်တော်ဥဖေကိုပြောပြပေးပါမယ်အန်ဒီတို့မောင်နှမတွေပြန်ဆုံစရာစီပါမယ်ချားဆက်ညိုလူရိုးလူတစ်အားဥဖေဦးထိန်ဝင်းကိုလည်းဖျောက်ဖျပေးဖို့ဆိုပြီးဆုံးဖြတ်လိုက်တယ်လေကျေးဇူးပါပဲကွယ်လူလေးလည်းခရီးပန်းလာတော့မယ်အပေါ်ထက်မှာအခန်းစီစဉ်ပေးမယ်နားလိုက်အောင်ဒေါ်မုံမင်းအိမ်အကူတယောက်ကိုခေါ်လိုက်ပြီးအခန်းလိုက်ပြခိုင်းလိုက်တယ်လေဒီအိမ်ကြီးထဲမှာအစေသေးပြင်ထားသောအခန်းပေါင်းများစွာရှိသည်မို့အထူးမပြင်ဆင်ရပါဟုတ်ကဲ့ပါအန်တီချမ်းဆက်ညိုရိုသေးစွာနှုတ်ဆက်ပြီးအပေါ်သို့တက်လာခဲ့တယ်အမလေးဗျစားချက်ညိုအခန်းထဲမှာစာဖတ်နေချိန်ပြတင်းပေါက်မှန်ကိုကွဲသွားပြီးဂိတ်လုံးလေးကအခန်းထဲထိရောက်လာကပြင်ဘက်မှာလည်းလှမ်းကြည့်လိုက်တော့တစ်ဖက်ခြံကလေးမလေးတယောက်တည့်ရတီးကိုလေးခွားနဲ့ထုချွေနေသေးလေဟေးကလေးမရှားဆက်ညိုချက်ချင်းအောက်ဆင်းကတစ်ဖက်ခြံကလေးမကိုခေါ်လိုက်တော့ရှင်မိတုံပြန်လက်မကြည့်ပဲထုလိုက်ကမင်းပြစ်လိုက်တဲ့ဂိတ်လုံးကဒီဘက်ကပြတင်းပေါက်မှန်ကွဲသွားပြီကွရှားဆက်ညိုဒေါသတီထွက်မိတယ်လေဘယ်လိုဟာလေးပါလဲအဲ့ဒါဘာဖြစ်လဲရှင်မိတုံချက်ချင်းလှဲ့ကရန်သွေးဖို့ပြင်လိုက်ပေမဲ့တစ်ဖက်ကမျက်နှာလေးကိုမြင်လိုက်ချိန်မှာတော့ယောက်ျားဖိသားမှုနဲ့ဆွဲဆောင်မှုအားဖြင့်ကတော့ခေစားချက်တွေနဲ့အတူငေးမောသွားရတယ်လေဟေးငါပြောတာကြားရလားရှားဆက်ညိုမဦးမလဲဒီကောင်မလေးကြောင့်စိတ်ညစ်သွားရတော့ရေလဲရေချင်မိတယ်လေပါဇာဟောင်းလောင်းလေးနဲ့သူ့ကိုငေးကြည့်နေတာဟုတ်မေတုံကတော့ပြောမှမသိဟုတ်ပဲပြန်ပြောမြင်မင်းရှားဆက်ညိုအဲ့လိုအငမ်းမြက်ခံနေတော့နေရခတ်အစ်မပြေတော့လှက်ထွက်လာခဲ့တော့လေအာမေတုံတအားအော်ရင်အိမ်ထဲသို့ပြေးဝင်လာခဲ့မိတာဟဲ့သမီးဘာဖြစ်တာလဲမမေကအလဲလက်ချမေးလိုက်တော့မမေအန်ဒီမိုးတို့အိမ်ကိုတောက်တောက်မရမယ်အခုသွားရမယ်မေတုံစကားကြောင့်ဟမ်ဘာ
ဘာဖြစ်လို့လဲညီဘာလို့လိုက်ပြန်ပြီလဲမိတော့မိမိကတော့ပြဿနာချပြီးဆိုတာသိပြီသမီးကြောင့်အန်ဒီမိုးတို့ပြတဲ့မောင်မှန်ခွဲသွားပြီသွားတောက်မရမယ်လေမေသုံးမျက်နှာဥကိုမြင်ကျင်သေးတယ်လေကြည့်လို့ကောမဝဟဲ့ညီလေပြတဲ့မောင်မှန်ကများပြီအခုမှအထိုးဆန်းတွေနဲ့တောင်းမှန်ရှိနေတာလားနောက်မှမေတော့ပြောလိုက်မယ်အယိုးထမနေနဲ့မိကတော့အန်ဒီမိုးနဲ့တငယ်ချင်းတွေကိုခုလိုပြဿနာတွေကစားဘာမှမဖြစ်လေမဟုတ်ပါဘူးမိရဲ့သမီးကအပြစ်လုပ်ထားတာဆိုတော့သမီးကိုယ်တိုင်တောင်းမှန်မကောင်းပါလေဒါမှသမီးကလူကောင်းဖြစ်မှာပေါ့မဟုတ်ဘူးလားမေသုံးဒီတခါတော့ကိုယ်တိုင်သွားတောင်းမှချင်တယ်အမှန်ကဦးကိုထပ်မြင်ချင်လို့ပါမေသုံးသမီးလေးစေးစားမှားသွားသလားကွယ်ဒီလောက်တောင်းမှချင်နေတာညက်မှသွားမယ်နော်ညီအန်ဒီလည်းညဘက်မှာပြန်အောင်မှာဟုတ်ပြီလားမိစကားဆုံးတာနဲ့ဟုတ်မေဘုံအပေါ်တက်ကိုပြစ်တက်ခဲ့တယ်ဟဲဒါပဲလေမိလမ်းမလို့ရှေချိုးမလို့မိသုံးညမှာဦးနဲ့တွေ့ရင်ကြည့်ကောင်းစေချင်နေမို့လေအခုတွေကပြင်ဆင်ထားရမှာဟောမေတို့သားမိပါလားအလဲလာကြတာထင်တယ်တော်မိုးမြင့်စီးကြိုနှုတ်ဆက်တော့အလဲလာရင်တောင်းမှန်ရေးဆိုပါတော့လေတော်မေဦးစကားကြောင့်ဟဲ့ဘာတွေများတောင်းမှန်အောင်မလို့ရှိလို့လဲတော်မိုးမြင့်အံ့ဩစွာမိလိုက်တော့မှာသမီးငယ်လေးမိုးတို့အိမ်ကပြတဲ့မောင်မဲကိုခဲနဲ့ထုခွဲပြစ်တယ်လို့လေတော်မေဦးတိုင်းတယ်လို့လဲပြောလိုက်တော့မိကလည်းမတော်တဆလေးကိုမေသုံးမျက်နှာငယ်လေးနဲ့ပြောလိုက်မိတာအမားလှုပ်ထားမိတယ်လေကဲပါမိရဲ့သမီးလေးကိုစုမနေပါနဲ့တော့ဒီလောက်အရေးကြီးတာလည်းမဟုတ်ပဲနဲ့တော်မိုးမြင့်မေသုံးလေးကိုဖတ်ခါပြောလိုက်တော့မှအားကြောင့်အန်နီမို့ချစ်တာသိလားမေသုံးချွဲလိုက်တော့အမလေးတော့ဖြစ်ရမယ်မိချွဲလေးတော်မျိုးမိမတကူရဲ့အပြိုကြီးမို့တန်ရောစိန်တွေတရားဒီကောင်မလေးတယောက်သာရှိသည်မို့ချစ်ရတာလေဒါနဲ့ကြီးမေမနက်ကသမီးခဲနဲ့ထုခဲပြတော့လေလူကြီးတယောက်ကလာဆူတယ်သိလားဦးအရွယ်လောက်ပဲမေသုံးအခုဒီဦးအေးရုံလေးမှမမြင်ရနေမတိထိုင်မသားနေကလာတဲ့ကြီးမေတူလေးဖြစ်မယ်ချားဆက်ညိုးတဲ့ကြီးမေခေါ်မိတ်ဆက်ပေးမယ်လေချားဆက်ညိုးတူလေးခဏလာပါအောင်ကွယ်တော်မိုးမြင့်ပြောပြနေရင်တခါတည်းမိတ်ဆက်ပေးဖို့လှမ်းခေါ်လိုက်တော့ဟုတ်လာပြီကြီးမေချားဆက်ညိုးချက်ချင်းအောက်ဆင်လာခဲ့တယ်ဧကန်တွေကကောင်မလေးကိုတွေ့လိုက်ရတော့မနေ့ကပြတဲ့ဘောက်ကိုခဲနဲ့ထုသွားတာကိုသတိရသွားမိတယ်လေလာထိုင်တူလေးဒီမှာအိမ်နီးနားချင်းတွေနဲ့မိတ်ဆက်ပြီးထောက်မှတ်ပါတယ်နော်ဦးသမီးမနဲ့တကယ်မတော်တဆဖြစ်မိတာပါတော့တစ်ခါမဖြစ်စေရပါဘူးနော်တုံမိုးမိတ်ဆက်ပေးနေတာမဆုံးသေးမေသုံးအလောလက်ကြီးတောင်းမှန်နေတော့ဟဲ့သမီးဘလို့ဖြစ်တာလဲကြီးမေစကားဆုံးအောင်တော့ပြောပြစီထုံမေဦးဝင်တားလိုက်ရတာရပါတယ်မေရဲ့သမီးကအလုပ်လုပ်ထားပြီးတော့တောင်းမှန်ချင်းနေမှာပေါ့ရတယ်ဒုံမိုးမြေကတော့အာနာတီသဘောပေါက်ရပါတယ်ကိုစိတ်မဆိုးပါဘူးမတော်တဆဖြစ်တာပဲလေချားဆက်ညိုကလေးရွယ်မှုအငင်းခုန်နေမထားပါနားလဲခွင့်လို့ပြင်ရင်ဖြုံးလိုက်တယ်လေကျေးဇူးပဲနော်ဦးချာမေသုံးကတော့ဘသူခွင့်ပြုချက်မှမတောင်းပဲကို့သဘောနဲ့ကိုဦးချလို့ခေါ်ပြလိုက်တာလေတူလေးဒါသမီးလေးမေသုံးတဲ့သူကတော့ကြီးမေတငယ်ချင်းပဲလည်းဖြစ်တယ်အိမ်နီးနားချင်းလည်းဖြစ်တဲ့အန်ဒီမေဦးတဲ့တော်မိုးမြင့်တေချာမိတ်ဆက်ပေးလိုက်တော့ဟုတ်တွေ့ရတာဝမ်းသာပါနဲ့အန်ဒီချားဆက်ညိုပြန်မိတ်ဆက်လိုက်တယ်အေးပါကွယ်နောက်ပြီးအန်ဒီတို့အိမ်ဘက်လည်းလာပေါ့သမီးလေးကတော့နည်းနည်းဆိုးတယ်ကွတော်မေဦးစကားကြောင့်မမေရလဲမေသုံးနှကန်းလေးစုကဖြောလိုက်တော့ဒီလိုပါပဲအန်ဒီရဲ့ခလေးအရွယ်တွေဆိုတော့ခလေးတအားမဆိုးတဲ့နော်ချားဆက်ညိုစကားကြောင့်ဟုတ်မေသုံးအလုံးလုံးကောင်းချင်းလိုက်ပြီးနာခံမိတယ်လေအမလေးတော့တတန်းနဲ့တကောဘာမှပြန်မပြောပဲဟုတ်ခနဲ့နေတာအခုမှပဲမြင်ဘူးတယ်တော်မေဦးစကားကြောင့်အားလုံးဝိုင်းရိမ်မိကြသလိုမေသုံးကတော့ချက်စိတ်နဲ့ဥမျက်နှာချောချောလေးကိုခိုးကြည့်နေမိတယ်လေဒါပဲလေဒီဟာမင်းဆက်ပိုင်လင်းတဲ့မမနဲ့မေးလိုက်တော့ငါပဲတော့မော်နေအဲ့လာပြီးချုပ်ချယ်ရတဲ့အထိငါ့ကိုမပိုင်သေးဘူးနော်ပြိုတီယာမင်းဆက်ပိုင်ကိုရေချမ်းတဲ့တတိသားမို့တွဲခဲ့ပေမယ့်ကျန်းတဲ့နဲ့ဆက်ဆံပုံအမှုရာတွေကြောင့်စိတ်ပြည့်မိနေလေမင်းစကားကိုစင်ကြင်ပြောတီယာငါမင်းတွဲဘူးတဲ့ကောင်တွေလို့တော့အသေးအခွဲကြံခဲ့မဲ့ကောင်မဟုတ်ဘူးမင်းဆက်ပိုင်ပြိုတီယာအကြောင်းတွေသေချာသိပါတယ်တတိသားတွေနဲ့တွဲပြီးအပိုင်ချုပ်တတ်တာကိုငါခ ्यू မဆိုင်ဘူးပိုင်ဆက်ပိုင်နေဘာကောင်ပဲဖြစ်ဖြစ်ပြိုတီယာခနဲ့တက်တက်ပြောလိုက်တော့မင်းဆက်ပိုင်လက်ဝါးတစ်ချက်ကြောင့်ပြိုတီယာမိမျိုးမတက်နာကျင်သွားရတယ်လို့ပဒံမာဆုံးအချိန်ကြောင့်ကြောက်စိတ်ဝင်လာမိတယ်လေမနက်ဖြန်ညနေ9:00နာရီတွေ့နေကြဟိုတယ်ခန့်အောင်လာခဲ့ငါနှခါမပြောဘူး
တခါပြောရရင်လဲအဲ့လူမချနိုင်တော့မင်းဆက်ပန်လေးတဲ့အေးဆက်ဆက်ကကြားရသူပိုကြောချမ်းစင်နေတယ်လေအပေကန်ရရောတလောက်ရက်ဆက်ဖို့လည်းဝင်မလေးတော့လူစားဟုတ်ပြိုတီယာအမြန်ထွက်လာခဲ့တယ်ကြောက်စိမ့်နဲ့ကိုလုံးထုတ်ခါနေမိတယ်လေဒါကဘယ်ကပြန်လာတာလဲဖေဖေရဲ့လေးတန်းမမအမေကိုပြိုတီယာပြန်မဖေးနိုင်ပါမျက်နာကတရားကိုမမြင်အောင်ဖွင့်ခွဲထားပြီးအိမ်အပေါ်တက်မြင်တက်ခဲ့ရလေတွေ့လားနေ့သမီးငါမေးတာတော့ပြန်မဖေးနိုင်ဘယ်လောက်အလေးထားစရာဆိုလဲဥတီပါစိတ်တို့မိတယ်လေတော့ကလည်းသူ့မှာအကြောင်းရင်းရှိလို့နေမှာပါနေပါစေလွတ်လွတ်လပ်လပ်လူငယ်ပဲကိုဒေါ်တီတာကတော့သမီးမကြခဏနေပြေးနေတဲ့လက်ဝဲရတနာလေးကြောင့်ကျင်းတဲ့သူသမီးဘာပဲလုံနေဖရရလည်းမမေးမသိချင်ပါအေးမင်းကြက်တာလိုလိုက်နောက်မှဒူးနယ်မြေကြီးတုံနေရမယ်ဥတီပါမိမကိုမနိုင်ပါချစ်ရပါဖြစ်နေတာလေသမီးသူ့ဘာသာနေပါစေအဖြစ်သေးနေတာဒေါ်တီတာစောင့်အင်းပြောလိုက်တော့ဥတီပါပါဇက်ပိတ်လိုက်ရတော့လေဟောသားလေးလာလေးအထဲဝင်တော်မေဦးမနက်စာစော်ကြီးရောက်လာသည့်ခြားဆက်ညွကိုအိမ်ထဲခေါ်လိုက်ကဟုတ်အန်ဒီကြီးမီရအိမ်မှာအုံနှုတ်ခေါက်ဆက်ချက်စားလို့အန်ဒီတို့အိမ်ကိုပို့ခိုင်းလိုက်လို့ပါခြားဆက်ညိုလက်ထက်ကကြိုင်လေးမြောက်ပြလိုက်ရင်ပြောရတာဟုတ်လားကျေးဇူးပဲကွယ်အန်ဒီလည်းကရင်ပြက်နေတာနဲ့တော့ပဲခဏထိုင်အောင်တော့တာအန်ဒီကြိုင်လေးလှည့်လိုက်အောင်မယ်ဒေါ်မေဦးခြားဆက်ညိုကိုအိမ်ခန်းထဲခေါ်လိုက်တယ်အဲ့လိုမဝသေးဘူးမမီယာမေတို့အိတ်ချင်မှုလူနဲ့ထလာပြီးအိမ်ခန်းထဲမှာထိုင်နေသောခြားဆက်ညိုကိုမမေအလဲနဲ့ပြစ်လဲလိုက်တယ်ဟေ့ခြားဆက်ညိုအလဲတကြားထအောင်လိုက်တော့မှဖဲသူလဲမေတို့အခုမှတေချာပြန်ကြည့်ပြီးအလဲတကြားအော်ကပြန်ပြီးပြေးသွားတယ်ဟဲ့ဘာဖြစ်ကြတာလဲဒေါ်မေဦးစိုးရင်တကြီးပြေးလာပြီးမိလိုက်တော့အဲ့ဒါခြားဆက်ညိုအစာချုံရှိမြတော့မှထီကောင်မလေးရတော့လေဖြစ်ရမယ်ဒေါ်မေဦးစိတ်မေဘာစားတရားရှိလဲမေတို့ကိုတန်းဆောင်ပွဲပဲဖြေပြီးတော့အိမ်မှာပဲအစားတောင်းချမ်းနေတယ်လေတင်မောတီထောင်းမလို့သမီးလေးရဲ့စားမလားဒေါ်မေဦးတူဦးတဲ့တော့သမီးလေးကိုချစ်မောင်ဟာစားကျင်တဲ့ပြီးတော့ဦးကိုလည်းတွားကြည့်လိုက်မယ်လေမေတို့မေရင်ဝင်တဲ့ခေါင်းလေးတွန်းဝေကမေသမီးလေးမှလည်းလေတနေ့ဒီဦးနဲ့ပဲအလုံးရှုံနေတာမေစားလိုက်တော့အခါမေရလဲဦးကဒီမှာအပေါင်းအသင်းလည်းမရှိဘူးလေသမီးကကိုချင်းစာလို့ပါမေသုံးချက်နဲ့ဖြည့်ချင်းရတယ်ဟုတ်ပါပြီတော့သမီးရဲ့ဦးကအလုပ်တွေနဲ့အားပါမလားမသိဘူးလေအားပါပါမေရဲ့ဒီနေ့ကတနင်္ဂနွေနေ့ဆိုတော့ဦးရုပ်ပရက်မှာတစ်ပင်ဆိုင်နေမှာထေးကြတယ်မေသုံးဦးချရဲ့အချိန်တွေကိုအလွတ်ရနေသူလေးပါဟေးမနိုင်ဘူးမနိုင်ဘူးတော်မေဦးချစ်စနိုးနဲ့စားလိုက်တော့မေသုံးရဲလောက်မိတယ်လေပြီးသေးဘူးလားမေသုံးတင်မောတီထောင်းခွက်ကလေးကိုခိုင်ပြီးတစ်ပင်နေစိုက်နေတဲ့ခြားဆက်ညိုညာကိုရောက်လာဟောခလေးအလဲလာတာလားအိမ်ထဲမှာကြီးမေရှိတယ်ကွတော်ဒီမှာနေဘူးတယ်ခြားဆက်ညိုခင်မလာတာ4-5လချီတော့မေသုံးလေးနဲ့လည်းရင်းနှီးနေပြီရပါတယ်ဦးရဲ့ဒီမှာဦးစားဖို့တင်မောတီထောင်းယူလာပေးတာမေသုံးစကားပြောကြောက်ဟုတ်လားဒါနဲ့အဆက်မပါဘူးနော်ခြားဆက်ညုံယူသီးစားတိတ်မစားနိုင်တော့မေးရတယ်လေမဆက်ပါဘူးဦးရဲ့ဒီမှာစားကြည့်မေသုံးခွေကြည့်လိုက်တော့ခြားဆက်ညုံပါဇက်တစ်ခုလုံးပူထူချိတ်ဖိတ်သွားတယ်လေဆက်နေပြီလားခဏလေးနော်ခလေးရေခတ်ပေးမယ်မေသုံးယူသီးဆက်လို့နှီးရဲနေတဲ့ဦးကိုကြည့်ပြီးရဲလဲရဲချင်းတနာလဲတနာမိတယ်လေရှေးအေးလေးအမြန်ပြည့်ခတ်ပေးလိုက်တာခလေးပြောတော့မဆက်ဘူးဆိုကွာဘာခြားဆက်ညိုစကြောင်မျက်နှာတွေဒီနေရအခုထိမကြသေးလေဦးကအဆက်မစားနိုင်လို့ပါဘာမှမဆက်ပါဘူးနော်မေသုံး3-4သလောက်စားပြလိုက်တယ်အေးပါကွာအဲ့မှာထိုင်အောင်ကိုအလုပ်တွေမပြီးသေးဘူးခြားဆက်ညိုမေသုံးကိုထိုင်ခန့်ပြီးတစ်ပင်နေဆက်နေတာကိုဆက်လုပ်တယ်လေတစ်ပင်တွေကိုတအားချစ်တာပဲလားယင်မေသုံးအမြဲတမ်းပန်းပင်တွေကိုစိုက်ပျိုးနေတဲ့ဦးကိုအံ့ဩမိပဲလေချစ်တာဆိုတာနဲ့ကိုဝတနာပေါ့ကိုစိုက်ပျိုးပြုထုခံတဲ့ပန်းလေးတွေစိမ့်လန်းဆိုပြနေတာကြည့်ပြီးပီတိပေါ့ခြားဆက်ညိုသေးသေးချာချာပြောပြနေတော့မေသုံးသဘောတကျငေးနေမိတယ်လေဦးကတခါတလေကြတော့လဲအခုလိုအေးစစ်တည်ငြိမ်နေတာလေးကသဘောကျစရာဟုတ်ဦးကလေးတော့ပန်းမင်စိုက်ပေးပါလားမေသုံးဘာရမဟုတ်ပူစားလိုက်ပေမဲ့လာဒီနာကိုစိုက်ပေးမယ်ကလေးရရေလောင်းမေ
ခြားဆက်ညို့မဆက်ရသေးသည်နှီးစီပြူလေးကိုစိုက်ပေးဖို့တွေးနေမိတယ်ဟုတ်ဦးမေတုံပျော်သားမိတယ်လေဦးဟာစိုက်ပေးမယ်တဲ့လေဦးအဲ့ပင်လေးကဘယ်တော့ပွင့်มาလဲဟင်မေတုံရေလုံးပင်ဆက်ဆုပ်လိုက်တော့မကြပါဘူးကွသူကပန်းပွင့်တာမြင်တယ်လေခြားဆက်ညို့အပင်တွေမြေစုပွားရင်စိတ်ချေချေပြောပြနေတာလေမေတုံကတော့ဦးနာခတ်နေရတော့ရွှေတင်းတဲ့အနေနဲ့ရောဦးရဲ့ကိုယ်သွင်းရင်းနဲ့တွေပါရင်ကုန်တဲ့နေဟုံးနိုင်ချဲပြီးရေလောင်းနေတဲ့လက်ကလေးတွေတုံနေတယ်လေနေဘူးပြီးအိမ်ထဲဝင်ကြရအောင်ခြားဆက်ညို့အလုပ်တွေလက်ဆတက်လိုက်ပြီးအိမ်ထဲကိုဝင်လာခဲ့တော့တယ်ကြီးမေရေကြီးမေမေတုံအနီမိုးမြစ်ကိုအော်ခေါ်လိုက်တော့အော်မနေနဲ့ကြီးမေပေါ်ထက်မှာဖြစ်တယ်လိုက်တော့ခြားဆက်ညို့ပြောလိုက်တော့မှာပဲမေတုံအပေါ်ထက်ကိုဖြစ်သက်သွားတာခဏလေးပဲကြာလိုက်တယ်ဟောခလေးမျက်နှာလည်းမကောင်းပါလားကြီးမေမရှိဘူးလားရှာမေးလိုက်တော့ချိတယ်ဦးကြီးမေရလေသူတို့မောင်နှမဓာတ်ပုံလေးကိုဖတ်ပြီးငိုနေတာသမီးအားကြောင့်လှည့်ပြန်ခဲ့တာမေတုံကြီးမေကိုတနာမိတယ်မောင်နှမနှစ်ယောက်တည်းရှိတာမတွေ့ရမမြင်ရဝေးကနေကြရလေကိုလည်းစိတ်မကောင်းပါဘူးဦးဖေကိုတော့ပြောပြထားပါတယ်လာခဲ့ပါမယ်တဲ့လေဦးဖေကလည်းသဘောကောင်းချင်တာတတ်တယ်လို့စိတ်လဲနာတတ်တယ်လေခြားဆက်ညိုဦးဖေအကြောင်းပြောပြနေတော့ဦးကတော့ဦးဖေလိုပဲစိတ်နိုင်ပြန်လဲမကြည့်တတ်ဘူးလားဟင်မေသုံးစကားရောက်ကိုကအဆွဲလန်းကြည့်သလိုရှင်နေရခန်းစားချက်အတိုင်းလဲမလိမ်မညာပဲနေတတ်တယ်တစုံတယောက်ကိုမုန်းနေတာမျိုးမရှိဘူးစိတ်နိုင်တော့လှည့်မကြည့်တော့ဘူးဖယ်တော့မှခြားဆက်ညိုပြောစကားတွေကိုမေသုံးသေချာမှတ်ထားမိတယ်လေဘာကွမိခင်တက်တဲ့ရတနာအားလုံးမရှိတော့ဘူးဟုတ်လားမင်းဆက်ပိုင်းဒေါသအလေးလေးထွက်နေမိတယ်မင်းညာကပြိုဒီယာကိုသူ့အိမ်မှာခေါ်အိတ်ခဲ့ရလေအခုမနေ့ကျပြိုဒီယာရောရတနာတွေပါပျောက်နေတာတိမ်မောင်တောင်းကနန်းပါသွားပြီဟုတ်တယ်အာစရိတပည့်တွေကလည်းကြောက်လန့်နေကြတယ်လူမဆန်အောင်ရက်ဆက်တတ်သည်ကိုအဲ့ကောင်မအခုချစ်ချင်မြင်လန့်ချတွေ့တာနဲ့အသေးရရချင်းချင်းရခေါ်ခဲ့ဒေါသနဲ့မိတကိုယ်လုံးတုန်ခါနေမိတယ်လေဘာလို့ရန်ကုန်မှာသွားရမှာလဲအလုံးချောင်းအောင်ဥတီပါချက်ချင်းကြီးရန်ကုန်ပြောင်းနေမယ်ဆိုတော့စိတ်မကောင်းခြင်းရှင်ဘယ်လိုဖြစ်နေတာလဲရှင်လှုပ်ကြရတာမဟုတ်လို့လားမိမစကားကြောင့်ပါစဲပိတ်လိုက်ရတယ်လေသမီးအားလုံးပြီးတွားရအောင်ဟုတ်မေမေပျော်ဒီယာဒီမျိုးလေးရတယ်အမြဲဆုံးထွက်သွားမယ်မဟုတ်လားမဟုတ်ရင်မင်းဆက်မရန်ကမသေးလေလက်ထဲမှာလည်းတန်မိုးကြီးချင်တာတွေပါလာပြီမို့ဖာကိုမှခယူမဆိုင်နိုင်တော့ပါသူတို့တမိသားသူလုံးမရှိတော့ဘူးအာစတိမင်းဆက်ပိုင်းတစ်ခေါက်တန်းကြောင့်အားလုံးတိတ်ဆိတ်တုံလှုပ်သွားကြရလေတငယ်နိုင်လုံးဝကောင်းတွေကိုဓာတ်ပုံပို့ပေးလိုက်တွေ့တာနဲ့ချစ်ချင်းကြောင်းကြလို့မင်းဆက်ပိုင်းအမေပေးလိုက်သည်အကိုကြီးတော်မိုးမြင့်အကိုဖြစ်သူကိုဝမ်းသာအားရပြည့်ဖြတ်လိုက်မိတယ်ညီမလေးဦးထိန်ဝင်းနှစ်ပေါင်းများစွာခွဲခွာနေပြီးတော့ညီမလေးကိုတအားဖတ်ထားလိုက်မိတယ်လေစိတ်နာပေမဲ့လည်းသွေးသားမောင်နှမဆိုတော့တန်ရောစင်ကဖယ်ပြက်နိုင်ပါမလဲရက်ဆက်လိုက်တာကိုကြီးရဲ့ညီမလေးကိုပြစ်ထားရတယ်နော်တော်မိုးမြင့်ဝမ်းသာမျက်ရည်ကျနေမိတာမငိုရဘူးလေကွာအကိုကြီးရောက်လာပြီပဲနော်ညီမလေးဦးဝင်းထိန်ကိုကြည့်ပြီးမျက်ရည်တွေဝဲလာမိတယ်ကြည်နူးစရာကောင်းလိုက်တာနော်ဟုတ်မေသုံးပြောလိုက်တော့ဦးဖေကိုမနှဲရအောင်ခေါ်လိုက်ရတာသူ့ဘာသာနေပါစေလားခလေးစားဆက်ညိုဦးဖေတို့မောင်နှမကိုလွတ်လပ်စွာအလွမ်းသေးစီပါတော့တယ်ဟုတ်ဦးဒါနဲ့လေမေသုံးစကားဆုံးအောင်မပြောရပဲရက်ထားလိုက်တော့တယ်ကြောက်လေခလေးခြားဆက်ညိုခွင့်ပေးလိုက်မှခလေးကိုတန်းအောင်ပြီး10တန်းတက်ရတော့မယ်ဦးခိုင်းလုပ်ပေးပါလားမေသုံးမျက်နှာလေးကလည်းမရဲတရဲလေးနဲ့တောင်းဆိုလိုက်တော့ဒါမဲ့ကိုကညက်ဘက်ခဏပဲအားတာကွာဒါတောင်စာဖက်ချိန်တွေကနေစိန်ဖက်ပေးရမှာခြားဆက်ညိုစကားကြောင့်ဟုတ်နည်းနည်းလေးပဲကူညီမလားယင်မေသုံးတော့အိုးနားမှာနေခွင့်ရလေက10မိနစ်10စက္ကန့်နဲ့မြန်ဖြစ်တယ်တန်ဖိုးမဖြစ်ပါโอเคလေကိုညီပါမယ်ကိုညီမလေးပဲမဟုတ်ဘူးလားခြားဆက်ညိုညီမလေးတယောက်လိုတန်ရောစင်တွေနေမိတာတော့မငင်းနိုင်ပါဟုတ်မေသုံးနည်းနည်းတော့အားခံသွားမိတယ်လေဒီရင်ပကြီးတဲ့ဝင်ကြည့်ပါအောင်လားဦးရဲ့ဦးအတွက်ဒီကောင်မလေးပြုတ်ပြင်းလှပနေတာဦးမမြင်တာလားမမြင်ကြည့်အောင်ဆောင်းနေတာလားဦးရဲ့ဆက်ဒါကြားဆက်ညိုဆိုတော့ပြို့ရမှာမဟုတ်ပါလားပြိုဒီယာကားတီကြီးပေါ်ကနေထိုင်ညာတက်စင်းသွားဆင်းလာတော့ခြားဆက်ညိုကိုလှမ်းမြင်လိုက်တော့တာလေအော်မြင့်တက်နေမိတယ်အရင်ကသူမထားခဲ့သောအယောင်မ
မိန်စီရဲသားလေးမဟုတ်တော့ပဲရွှေပင်နာတော့ရွှေကြီးလေးတပ်ပတဲ့အယောင်စင်းမို့မိုးမြင့်မို့ကုမ္ပဏီကြီးရဲ့ CEO ကိုချဆက်ညိုမောင်ဖြိုဒီယာပြေးလေးလှမ်းကခေါ်လိုက်ပြီးတော့ပြိုမဟုတ်လားရဲ့ချဆက်ညိုအံ့ဩသွားမိတယ်လေတိုက်ဆိုင်လို့ဒီကန်တရားကြောင့်အခြေဦးကိုပြန်တွေ့ရတာလေဟုတ်ပါတယ်မှောင်ရဲ့မှောင်လို့ခေါ်ခွင့်မရှိတာပဲကိုဆက်နေကောင်းရလားပြိုဒီယာသူမစကားတွေကတအားမလို့မိအောင်ထိမ့်လိုက်တာဒါလည်းသူမရဲ့မာယာတစ်မျိုးနေကောင်းပါလေခုတောင်းရင်အေးစိတ်စကားပြောအောင်လေချာဆက်ညိုအေးစိတ်စကားပေါ်တွေးလိုက်မိတယ်ဟုတ်ပြိုဒီယာဝမ်းသာအားရလက်ခံလိုက်တာချာဆက်ညိုဘယ်လိုတောင်ပြောင်းလဲသွားတယ်ဆိုတာသိချင်တယ်လေပြိုရန်ကုန်ကိုအလဲလာလားအေးမှလိုက်ရင်ချာဆက်ညိုမေးလိုက်တော့အပီးလာလေတာကိုဆက်ဒါနဲ့ကိုဆက်ကရောဒီမှာပြိုဒီယာပြီးအောင်တော့မနေပဲရက်လိုက်တော့မှကိုကရန်ကုန်ကိုပြန်လာတာတစ်နှစ်ကျော်ပဲရှိလေပြီဒီမှာကြီးမြရဲ့ကုမ္ပဏီမှာအလုပ်ဝင်နေတယ်ဆိုပါတော့ချာဆက်ညိုစကားဆုံးမှာပြိုဒီယာအတော်အသင့်နားလဲသွားတယ်လို့လေကိုဆက်ကတော့အရင်လိုပဲနော်ချုံမောနေတော့မယ်ဇနီးကတော့အတော်ရှစ်မယ်ပြိုဒီယာတိတညာကိုထဲမမေးပဲသေဝိုက်ပြောလာတာဘေးရလားဇနီးလေချစ်သူတောင်မထထသေးပါဘူးပြိုရဲချာဆက်ညိုဘလောက်တင်းငြိမ်နေပါစေအခြေဦးနဲ့တွေ့ရင်တော့ရေခုံတန်တွေကတထိန်တယ် sorry ပါကိုဆက်အချင်းလေးကိုအိမ်အောင်ကြပြီလို့ထင်လို့ပြိုဒီယာလှပစွာပြုံးလိုက်ရင်တောင်းမှတလို့လုံရင်ရှင်ထဲမှာလည်းအဖျော်ကြီးဖျော်နေမိတယ်ခိုင်ကြီးမှာနားတော့မှလေဒီကတော့အဆဆရရဆင်ပြေးရလားချာမေးလိုက်တော့မပြေချင်ပါဘူးကိုဆက်ရဲ့ပြိုတို့အိမ်လေးကပြေးစားတဲ့သူတွေကငွေတွေလေပြိုးလို့လေပြိုတို့မိသားစုအချက်တွေ꿰တာနောင်နာတွေလည်းရပါပြီရန်ကုန်ကိုပြောင်းပြေးလာခဲ့ရတာပါပဲပြိုဒီယာလှလှပပလောက်ကြကြလေးခင်းပြလိုက်တော့ပါဖြစ်တတ်ပါတယ်ပြိုရဲဘာမှအားမငင်နဲ့နော်ကိုကူညီနေတာရှိရင်ကူညီပါမယ်ဒါကိုဖုန်းနံပါတ်ချားစံညိုတင်ညာမိတာလည်းဟုတ်တယ်လို့အခြေစိတ်ကလည်းမပြေနိုင်သေးပါဟုတ်ညကြပြိုဖုံးဆက်လိုက်မယ်နော်ပြိုဒီယာတအားကိုလိမ်မချိုးသားပြလိုက်တော့တယ်ဟဲ့ဒါကဘယ်တော့ထုံမီဦးကမကတန်ပြည့်ထွက်လာသည့်သမီးကိုမေးတော့ဦးစီကိုသွားမလို့လေစာကူလုပ်ပေးမယ်တဲ့မိမိရဲ့မိတို့ရေချိုးလန်လိုင်းတက်ကြသွားပြေးလာပြီသူခမလှုပ်တွေပင်ပန်းပါတယ်သမီးရဲ့ခဏလေးပါမိမိရဲ့နော်မိတို့နှကန်းလေးကိုစုကချွတ်လိုက်တော့လေအေးပါသွားညီနဲ့အောင်မနေနဲ့နော်ဟုတ်မိတို့မိခွင့်ပြုချက်ရတာနဲ့လှစ်ခနဲ့ပြေးထွက်လာခဲ့တာဦးမျက်နှာလေးပြေးချင်းလှပြီပေါ့ဟာဦးဘာလုပ်နေတာလဲဆံဝမြက်ခင်းမှာလမ်းချောင်းနေသောချားဆက်ညိုကိုအထူးအဆန်းမြင်လိုက်ရတော့အလုပ်ကိစ္စလေးဖုံးပြောစရာရှိလို့ပါကလေးကစာချက်ပို့လာတာလားနောက်ညမှာပဲကူညီပေးမယ်လေနော်ချားဆက်ညိုမျက်နှာပူပူနဲ့လိန်ပြောရတယ်ပြိုဒီယာစီယာဖုံးဆက်မြဲပြောထားတာကြောင့်သူမျောနေတာဖြစ်တယ်လေဟုတ်ရပါတယ်ဦးမိသုံးမျက်နှာငယ်လေးနဲ့ထွက်လာမိတယ်ဦးကဘယ်တော့မှအဲ့ဒီလိုမလုပ်ဘူးပါဘူးဖားကြောက်ပါလေမိသုံးအိမ်ထဲမဝင်သေးပဲဆန်နေကလေးတစ်ဖက်ကဦးကိုလှမ်းကြည့်နေတော့ပြုံးရစွာဖုံးပြောနေတယ်တာနနက်စာလာအောင်စားအောင်လေဟုတ်ကြီးမေချားဆက်ညုံရုံသွားဖို့ပြင်ဆင်ပြီးအောက်သို့ဆင်းလာခဲ့ရလေအခုနောက်ပိုင်းကြီးမေကသူ့အကိုကြီးနဲ့ဖျားသွားကြောင်းနဲ့အေးချမ်းစွာအနားယူနေသည်မို့လုပ်ငန်းကိုသူပဲဦးစီးနေရတာဟာတို့ကြီးကတအားချော့လာပါလားကွာဦးထိန်ဝင်းစားလိုက်တော့ဦးဖေရလဲဗျအရင်တိုင်းပါပဲဗျဒါနဲ့သမီးငယ်မေတုံဖျားနေတယ်လို့မေဦးမင်းညကပြောတယ်တားဝင်ကြည့်လိုက်အောင်ဒေါ်မိုးမြေစကားပြောကြောင့်ဟုတ်လားကျောင်းဖွင့်ချိန်နေဖျားတာမကောင်းတားဝင်ကြည့်လိုက်ပါမယ်ကြည်မေချားဆက်ညိုအိမ်မှာတိတ်မနေတော့ခလေးနဲ့လည်းမတွေးဖြစ်ပါသူလည်းကျောင်းတစ်ဖက်နဲ့အားမယ်မထင်ဘူးလေအန်ဒီမေဟောတားလေးအလဲလာတာလားဒေါ်မေဦးချားဆက်ညိုကိုတကားဖွင့်ပေးရင်မေးလိုက်တော့ဟုတ်ဒါနဲ့မေသုံးနေမကောင်းဆိုအန်ဒီချားဆက်ညိုမေးလိုက်တော့မှဟုတ်ပါတယ်တားရဲ့တနည်းညကညင်းနေကြီးစာကြည့်နေတာအေးပတ်သွားပုံရပါတယ်ဟုတ်လားသူအခုဘယ်မှာလဲအန်ဒီချားဆက်ညိုစိုးရင်တကြီးမေးလိုက်တော့အပေါ်တက်ကသူ့ခန်းမှာဒါတက်သွားလိုက်လေအန်ဒီဒေါက်တာခေါ်ထားလို့ဒီကပဲစောင့်နေလိုက်အောင်မယ်ဒေါ်မေဦးချားဆက်ညိုကိုယုံကြည်စွာပဲခွင့်ပေးလိုက်တာလေသမီးပြိုလေးအခန်းဆိုပေမဲ့ချားဆက်ညိုလိုကောင်လေးတော်တော်စိတ်ချရပါတယ်ဟုတ်အန်ဒီဒါတက်သွားလိုက်အောင်မယ်နော်ချားဆက်ညိုအပြေးလေးတက်သွားလိုက်မိတယ်ဒီကလေးမလေးကတော့လေအခန်းတစ်ကားကိုခန့်လိုက်ပြီးမယ်
တုတ်ပြန်တယ်မကြရတော့ချားဆက်ညိုအခန်းတကာဖွင့်ဝင်လိုက်တာအာဦးဘာလို့မပြောပစုံနဲ့ဝင်လာလားလဲမိတုံလွတ်လပ်စွာဘောင်းမီတိုလေးနဲ့အိမ်ငိုက်နေလို့တကားခောက်တယ်မချားလိုက်ရတာဖြစ်တယ်လို့ဦးအထက်ရောက်လာမှအနာအဆောက်ကိုလည်းပတ်ပြီးအတင်းဆွဲချုံလိုက်တယ်လေ sorry ကိုတကားခောက်တယ်လေကွာဒါနဲ့ဖျားနေတာဘာလို့အတူပြက်တွေဝတ်ထားရတာလဲချားဆက်ညိုမျက်နှာကြည့်တင်းငေါလိုက်တော့ဟိုအဲ့ဒါအဲ့လိုပါဦးရဲ့တက်တာပြီပဲ哦မိတုံမျက်နှာငယ်လေးနေပြလိုက်တော့မှမှန်းကိုတွေလည်းပူနေသေးတယ်အဖျားမပြောက်သေးဘူးချားဆက်ညိုမိတုံအိယာဘေးကတ်ထိုင်ရင်နှစ်ပူးလေးကိုဆန်ရင်ဖြောလိုက်ခါလေလူကဘာမှဖြစ်တော့ပါဘူးကိုပူတာလည်းမကြသေးတာပါမိတုံခက်ရွရွလေးပြောလိုက်တော့ထားပါတော့ဆေးထိုးလိုက်ရင်ပျောက်ပါတယ်ချားဆက်ညိုစကားကြောင့်ဟမ်ဆေးမထိုးရဘူးလေအာမလုံးနဲ့တော့ဦးမိတုံကြောက်လန့်တကြားရင်းနေတော့ဟာမရပါဘူးကွာဆေးထိုးမှပျောက်မှာချားဆက်ညိုစိတ်ထဲမှာရက်ကြည်ပေမဲ့လေခက်တတီနဲ့ထက်ဆိုင်နေမိတာလေဦးတော့ငိုတော့မှာမိတုံပြောရင်တချုံချုံနဲ့ငိုလေပြီဟေ့မငိုရဘူးလေကွာကိုကစတာပါကွာခရုဆိုင်နော်ချားဆက်ညိုပြောရင်မိတုံနှစ်ပူလေးကိုနှမ်းလိုက်တော့ဦးယုံသွားမှာမလားသွားတော့လေမိတုံချက်စိတ်ကြောင့်မျက်နှာလေးညီရဲသွားသလိုဦးမျက်နှာကိုလည်းရဲရဲမကြည့်ရတော့လေညနေမှမဟုတ်ခဲမယ်ခလေးဘိုင်ချားဆက်ညိုနှုတ်ဆက်ပြီးပြန်ခဲ့တော့တယ်သမီးရေထောက်ထားလာပြီဆေးထိုးရအောင်နော်ဒေါ်မေဦးချားဆက်ညိုကထောက်ထားနဲ့တေးသေးချာချာပြောခဲ့တာမို့ဟမ်မိတုံမျိုးလုံးပြူသွားတယ်လေအမ်ဒီအဲ့ဒါရောက်လာပါတယ်ဗျတော်ပြိုဒီယာလို့ပြောပါတယ်ရုံးကနဲ့ဝင်ကလေးလေးကပြောတော့โอเคလွတ်လိုက်ပါချားဆက်ညိုခွင့်ပြုပေးလိုက်ရရင်ပြိုဘလို့လို့ဒီကိုရောက်လာတယ်ဆိုတာလဲတွေးမိတယ်လေမမလေးအဖော်တဲ့ကိုကြပါရှင့်โอเคပြိုဒီယာချားဆက်ညိုအနေနဲ့မိုးမြင့်မိုးကုမ္ပဏီရဲ့စီးကိုဆိုတာမယုံသေးသလိုတေချာအောင်လိုက်လာရင်ပုံရင်းနှီးဖို့အတွက်ကောပါအခုတော့မယုံနိုင်စရာအမှန်တကယ်ဖြစ်နေပြီလေထိုင်အောင်ပြိုဘယ်ကနေဘလို့လှည့်လာတာလဲချားဆက်ညိုနှုတ်ဆက်လိုက်တော့ဒီနားမှာကုမ္ပဏီတစ်ခုမှရှယ်ယာဝင်ဖို့လာဆွေးနေတာလေပြိုတို့မိသားစုမှာကငွေငွေမရှိတော့မရှိမဲ့လေးတွေစုပြီးရှယ်ယာဝင်တာမို့ပြိုဒီကတနာစရာကောင်အမူအရာလေးနဲ့ပြောလိုက်တော့ဘယ်ကုမ္ပဏီလဲပြိုရှယ်ယာကရောတေချာရက်လားကိုတို့စီမှာဝင်လဲရတာ哦ချားဆက်ညိုကတော့စိတ်ရင်းနဲ့အမှန်တကယ်တနာငဲ့ကြစွာပြောလိုက်မိတာလေကိုဆက်တို့ကုမ္ပဏီကကြီးဆိုတော့ပြိုမှချီတဲ့ငွေထောင်ဝင်တဲ့လောက်နဲ့တော့မဝင်ရဲလို့ပါပြိုအစားကရည်ရွယ်ချက်မရှိပေမဲ့အခုတော့မတ်စိတ်ပြားဆွဲလေပြီလေမိုးမြင့်မာကုမ္ပဏီရဲ့ခြေရိုက်ခွင့်ဝင်ရရင်တလားဝင်ငွေတဲ့ယူရမှာဖြစ်တယ်လို့ရှားဆက်ညိုအနာလဲပိုကန့်နိုင်လိမ့်မယ်လေရပါတယ်ပြိုရဲ့ကိုတို့ကလက်စိမ့်တွေမှမဟုတ်တာအခုလိုအခက်အခဲတွေတွေ့နေတဲ့အချိန်မှာကိုမကူညီပဲမျက်နှာလွှဲမနေနိုင်ပါဘူးချားဆက်ညိုကအချင်းနာတနာစွာပြောမိတယ်လေအဲ့လိုဆိုရင်တော့ပြိုတာဝမ်းသာပါတယ်ကိုဆက်ရဲ့ကျေးဇူးလည်းတင်ပါတယ်ပြိုတီရဝမ်းသာသွားမိတယ်လေရှောက်တော့ကော်ဖီလေးတောင်းပြိုနောက်မှချေရကိစ္စလေးပြောပြပါမယ်ချားဆက်ညိုစကားကြောင့်တော်ပါပြီကိုဆက်ရဲ့ပြိုပြန်တော့မယ်လေနော်ကိုဆက်အလုပ်ချိန်နေနဲ့နှောက်ချက်သလိုဖြစ်သွားပြီပြိုတီရအလိုက်လေးတီပြောလိုက်တော့မှဟုတ်ပါပြီနောက်တစ်ခါလမ်းကြုံရင်လည်းဝင်ခဲ့ပါဒါနဲ့တရက်လောက်ကိုတို့ဒင်နာသွားဆိုင်အောင်လေဟုတ်ပြိုတီရအသာရပြုံးမိတယ်ငွေမာယာညှို့တက်နဲ့သမင်းဖြူအတွေ့ဘယ်သူကတနာတရားကိုကတ်မလဲဘာတေးကြလားဟဲ့ဟုတ်တေးကြပါတယ်အာစီတီပို့ပေးထားတဲ့ပုံထဲကကောင်းမလေးပါတွေ့ကြသေးတာပေါ့ကွာမနေ့ပြန်ငါရန်ကုန်တက်ခဲ့မယ်တေးကြစောင့်ကြည့်တာမင်းဆက်ပိုင်းဒေါသကြီးပြောလိုက်ပြီတယ်ဟုတ်ဆရာတစ်ဖက်ကဖုံးချသွားတော့မှမနေ့ပြန်ငါရန်ကုန်သွားမယ်မင်းတို့တွေ့နေခဲ့တဲ့ငါမရှိတော့ဘာပြဿနာမှမချစေနဲ့မင်းဆိုင်ပန်စကားကြောင့်ဟုတ်အာစတိတပည့်တွေအားလုံးကြောက်လန့်တကြားပြန်ပြေးကြရလေမင်းဆိုင်ပန်ဆိုတာသဘောကောင်းတဲ့လောက်ရက်ဆက်တဲ့နေရာမှာနှစ်ယောက်မရှိမင်းလွတ်အောင်ပြေးထားဖို့ပြတီးရမင်းဆက်ပိုင်ကျင်းဝိုင်းအေးဆက်စွာနေရလေဖြစ်လိုက်အမြဲတမ်းအဲ့လိုပဲခစ်ပိုင်တကယ်ချင်းမှလေးမိသုံးနေမကောင်းတော့မုတ်တွေဝယ်ပြီးတဲ့လာမိဖြစ်တယ်လေရှာကြည့်တဲ့ဟာနေရလေမိမကြီးကိုကြာနေတာပဲဖော့စီပါစီနေနာကြီးတာကိုမိသုံးပန်းမီလေးကိစ္စရင်မဲ့ရွယ်ပြောလိုက်တော့ငါစိတ်ပူလို့ပြောတာပါဟာခစ်ပိုင်အဖျားချိန်ကြောင့်ညှိုးငယ်နေတော့မိသုံးမျက်နှာလေးကိုကြည့်က
စိတ်မကောင်းဖြစ်မိတယ်လေပူမနေနဲ့ငါမသိဘူးအကဲပုံလုံးနဲ့မိသုံးခစ်ပိုင်ခန်းစားချက်ကိုနားလဲပေမယ်တနာလဲတနာမိသလိုသူ့ဘက်ကလည်းမဖြစ်နိုင်မှသူမရင်ထဲမှာဥက္ကလွဲလို့ပေါ့ပါခယူဆိုင်အောင်ခစ်ပိုင်နဲ့မိသုံးခြံထဲကကွက်ကော်ပင်အောင်မှာစကားထိုင်ပြောနေကြတာဖြစ်တယ်လေအန်ဒီမိသုံးအတွက်မုတ်လေးတွေဝဲလာပါတယ်ရှားဆက်ညို့ခြံထဲကမိသုံးနဲ့တငယ်ချင်းလေးကစကားပြောနေတာကိုလှမ်းကြည့်ရင်ပြောလိုက်တော့ဟေ့အားနာစရာသားရဲ့ဘာလို့ဝဲလာရတာလဲအိမ်ထဲလာအောင်လေကွဒေါ်မေဦးဖိတ်ခေါ်လိုက်ပေမဲ့မဝင်တော့ပါဘူးအန်ဒီဒါနည်းနည်းပြင်မလာလို့အိမ်ပြန်နားလိုက်တော့မယ်ရှားဆက်ညို့အနှဲငယ်တော့ပြင်မလာတာမို့ရေမိုးချိုးချင်နေပြီလေအေးခရိုးဆိုင်အောင်တော့ဒါဟုတ်အန်ဒီရှားဆက်ညို့လှက်ပြခဲ့တယ်လေဟာဥရေမိတ်ဆိုထိတ်တဲ့ထစ်ခနဲ့မို့နောက်ပြန်လှည့်ကြည့်လိုက်တော့ချမ်းဝါရောက်နေတော့ချဆက်ညို့မြင်လိုက်ရတာမို့အပြည့်လေးလှမ်းခေါ်မိတယ်လေဟုတ်ကလေးဘာလို့ပြေးလာတာလဲရှားဆက်ညို့အပြေးလေးနဲ့ပြောလိုက်တော့ဟေးဥကိုမိအောင်လို့လေမောလိုက်တာမိသုံးအနားရောက်မှဟောဟဲဆိုင်နေတယ်လေဒီကလေးကတော့လေနေမကောင်းတာဟုတ်ကွာချားဆက်ညို့အตาရလက်လေးကူလဲရင်ပြောတော့ချီမီဒါသားရဲ့တငယ်ချင်းပြိုဒီယာတဲ့ချားဆက်ညို့ပြိုဒီယာကိုအိမ်ကိုအလဲခေါ်လိုက်တာဖြစ်တယ်လေဟုတ်ကြီးမီသမီးကပြိုဒီယာပါကိုဆက်ပြောလို့အန်ဒီကိုတွေ့ဖို့စီနေတာကြပါပြီပြိုဒီယာစကားကြောင့်ဟောဘာလို့လဲသမီးရဲ့တို့မိုးမြေသဘောကျစာမင်းနိုင်တော့မှအန်ဒီကဖလောက်ချောကြောင်ထက်မြက်ကြောင်အမြဲချားနေရတာလေပြိုဒီယာကပပနဲ့နဲ့ချိကက်လိုက်တာဟုတ်ပါပြီကွယ်နောက်လဲအလဲလာပေါ့ဟုတ်ပြီလားဒေါ်မိုးမြေဖိတ်ခေါ်လိုက်ပေမဲ့မြောက်ပေးလို့မြောက်သွားတဲ့အထဲသူမပါပါအသက်အရွယ်ရင်းချက်မှုနဲ့လူကက်ကက်တက်သည့်ဒီကောင်မလေးပုံစံကိုသဘောမတွေ့ပါလားဒါမဲ့လဲတားချားနဲ့ပတ်သက်မှုရှိနေတာမို့ဟန်ဆောင်ပြီးပြုံးလိုက်တယ်လေကြီးမေရေကြီးမေဥရေမေစုံကြောင်းစင်းတာနဲ့အဝေစားတောင်မလဲပဲအပြေးလေးရောက်လာတယ်လေဥတို့အိမ်ကိုအရန်လာတဲ့အမျိုးသမီးတယောက်ရောက်နေတယ်လို့လဲမမီယာပြောတာကိုဟောသမီးမေတော့လာလေခွဒေါ်မိုးမြေလှမ်းခေါ်လိုက်တယ်လို့ချားဆက်ညိုလဲပြုတ်ပြရင်နှုတ်ဆက်တယ်လေသူကကိုဆက်ရဲ့ညီမလေးလားအချောလေးပဲနော်ပြိုဒီယာဒီတခါဖားလိုက်တာအဆင်မပြေပါညီမလေးမဟုတ်ပါဘူးဥရဲ့တူကူးသေးတော့ခလေးမေသုံးရဲ့ပြက်ပြက်သားသားပြောတာခံလိုက်ရတာခလေးအဲ့ဒီလိုမပြောအောင်လေကွာချားဆက်ညိုပြိုဒီယာတမျိုးထင်သွားမှကြောက်မိတာဖားလေဥမာတခြားခလေးတွေချိနေလို့လားမေသုံးခက်ရပြောလိုက်မိတယ်လေမူနာမှာထိုင်နေတဲ့အမျိုးသမီးရဲ့အလားတရားတွေကိုလည်းမှန်နာလို့ဖြစ်မိတယ်ဣဆက်နေသောအလားတရားကပူရိတာတွေအကြိုက်ဆွဲမဲ့ဖွယ်လေဟုတ်သားပဲသားရဲ့သမီးလေးစိတ်မကောင်းဖြစ်အောင်မပြောပါနဲ့ဒေါ်မိုးမြင့်ကလည်းဝင်ကူပေးလိုက်တော့တယ်လေထာနဲ့ကိုဆက်ပြုတ်ပြန်တော့မယ်နော်ချိန်ထားတာတွေချိလို့ပြိုဒီယာသူမအတွက်အချိန်နေမလားတော့လေပြန်ဖို့ဆုံးဖြတ်လိုက်တာကိုလိုက်ပို့ပေးမယ်လေကြီးမေတန်သူ့ကိုလိုက်ပို့လိုက်အောင်မယ်ချားဆက်ညိုခွင်တောင်းရင်ထရဲလိုက်တော့အေးသားခူးဆိုင်ပြန်တော့သမီးဒေါ်မိုးမြင့်ခွင်ပေးလိုက်တယ်လေကြီးမေအဘသူလဲရင်မေသုံးဦးလို့ထက်သွားတော့မှမေးလိုက်တာပြိုဒီယာတဲ့တာချတငယ်ချင်းလို့တော့ပြောတာပဲဒေါ်မိုးမြင့်အလိုမကြားသလိုပြန်ဖြေမိတယ်လေကြီးမေနော်သမီးကိုအချင်းမပေါ့ရအောင်မေသုံးကြီးမေကိုဖက်ချွဲလိုက်တော့ဟာမလေးတော့အချင်းပေါ့စရာလားဒီသမီးလေးတစ်ယောက်တည်းရှိတာ哦ခြာမတို့ကြီးမေဟေးမေသုံးစပြပြလေးဖြစ်သွားပေါ်တွေပေါ်အောင်ဖြစ်လိုက်တော့တူတီယာကလက်ကပြန်လာတော့တအားညှိနေနေပြီလေဘသူတွေနဲ့တွေ့ကြလို့ဘသူတွေနဲ့နန်းခဲ့မိလဲလည်းမသိတော့တက်စီငါးပြီပြန်လာခဲ့တယ်ဟယ်လိုပြူတီယာမြင်းဆက်ပိုင်နှုတ်ဆက်လိုက်တော့ရှင်ပြူတီယာအမှုပြေုံမကအကြောက်လုံးပြီးဇောချွေးတွေပါပြန်လာမိတယ်လေအတော်ပျော်နေတဲ့ပုံမဲ့နော်မင်းဆက်ပိုင်စီကရက်ကိုတစ်ချက်ဖွာလိုက်ရင်အညိုးအတေးတွေကြည့်နေသည်ကထွေးလွန်းလာရလေငါပြိုဒီယာဘာပြောရမှမသိကြောက်လန့်နေချိန်ညီလေးမြစ်ဆက်ပိုင်းတိုးတိုးလေးရေရုပ်မိသလိုရှေ့ရပြိုဒီယာကိုမိသွားပြီးအလောတကြီးပြစ်ထွက်သွားမိတယ်လေခက်ပိုင်မျက်နှာတစ်ခုလုံးထူပိုသွားရတယ်လေးယောက်တယောက်မို့အင်အားကမမျှလေခွေတောင်းသားတွေမြစ်ဆက်ပိုင်းရံဖွဲတဲ့ဝင်ပါတော့တယ်ဝါရင်လူမိုက်မှုလက်ဆလက်နာကတော့လည်းပြင်းလွန်းလာတယ်အလဲလွယ်ခွဲခွဲဖြစ်ကုန်ညီလေးဘာဖြစ်သွားသေးလဲမြစ်ဆက်ပိုင်းခက်ပိုင်ကိုတွဲထုတ်လိုက်တော့တယ်အာနာလိုက်တာဗျာဒါနဲ့ကိုကြီးကရန်ကုန်ကိုဘလို့လို့ရောက်လာတာလဲခစ်ပိုင်ဖေးတူမအေးကွဲအကိုကိုအံ့ဩနေမိတယ်လေကိစ္စကြီးလို့ပါကွာဒါနဲ့မင်းကဘလို့ဖြစ်ရတာလဲလာတေချာပြောပြအောင်
မင်းဆက်ပိုင်းအနာကခုံကိုထိုင်ခိုင်းလိုက်ပြီးမင်းဆက်ပိုင်းအမေနဲ့သဘောထားမတိုက်ဆိုင်ပဲလမ်းခွဲကြတယ်လို့နောက်အိမ်တော်ကြသွားတော့ခေပိုင်ကိုမွေးလာခဲ့ရလေမင်းဆက်ပိုင်းအမေကခိမိတယ်လို့အတုံးဆွဲလဲလောင်းကစားကလည်းဒါဖြစ်သူမင်းဆက်ပိုင်းမှာကြားထော်နေတာဒါမဲ့ညီကတော့အလိုချင်းချစ်ခင်သူကြတော့ထူးဆန်းပါရဲ့ကျောင်းကောင်းဒီပါကိုကြီးဟာညီလေးတငယ်ချင်းမလေးကိုပြောင်းလို့စကားများပြီးရန်ဖြစ်တာခေပိုင်မလားကမေသူကိုစတော့ရမကြက်ကြက်လေဟာတငယ်ချင်းမလေးတော့ဟုတ်ရလားမင်းဆက်ပဲရဲရဲမောမောစားလိုက်တော့အာခေပိုင်ချက်စင်းကြောင်ညီရဲသွားရလေညီကိုနှစ်ယောက်စကားတွေဖောင်ဖွဲ့နေကြရင်ပြိုဒီယာထွက်ပေးသားတာကိုသတိမြတော့ပါဟေ့ဦးမေတော့စာချက်ပြီးလို့အိတ်ခန်ဒီမှာတစ်ဖက်ခြံထဲမှာထိုင်နေတော့ဦးရှားကိုလှမ်းမြင်လိုက်ရတော့လှမ်းခေါ်လိုက်တာလေဗျာကလေးမအိတ်သေးပါဘူးကွာချားဆက်ညိုပြန်ပြောလိုက်တော့ဟုတ်ဦးအိတ်တော်မှာဦးကိုမြင်လို့ခဏဆင်းလာတာဦးရောမေတုံညဝဲဝဲစုံလေးနဲ့သမီးလေးအလားချစ်စရာကောင်းလို့လာရလေကိုအိတ်မပြောလို့ခဏလမ်းဆင်းချောက်တာချားဆက်ညိုပြိုဒီယာအကြောင်းတွေးပြီးစိတ်မိုးချက်အိတ်မပြောလေခလေးကိုတွေ့ရတော့ပေါ်ပေါ်လွတ်လပ်သွားနေတာအိတ်မပြောအောင်ခလေးကြောင့်တွေးနေလို့လားပြောမေတုံပြောဆက်ဆက်လေးပြောလိုက်တော့ဟုတ်မယ်ထင်တယ်ချားဆက်ညိုတဘောကြစွာရဲ့ပြီးတယ်လေအိမ်မဲထဲတီတော့ထဲ့မမနဲ့တော့ဦးမေတုံစကားပြောပုံလေးကချစ်စရာလေးပေါ့ဒါတော့ပြောမရဘူးကွာအိမ်မထဲမှာခလေးနှခမ်းလေးကိုချားဆက်ညိုမျက်နှာပြောင်းလိုက်တော့ဟာဦးနော်အဲ့တော့မယ်ဘာမှမသိဘူးမေတုံချက်ချက်နဲ့ပြန်ပြေးသွားရလေညရဲ့အလားကပြေဆုံးလာတာလာမင်းနှစ်စီအပြဒါမင်းမျက်နှာဘာဖြစ်လာတာလဲခေပိုင်အိမ်ပြန်ရောက်တော့အဖေကမအိတ်သေးပဲစောင့်နေတာကျွန်တော်ရံဖြစ်လာတာဖေခေပိုင်မလိမ်မညာပဲအမှန်တမ်းပြောတော့မင်းကွာရံမဖြစ်ဖို့ငါအတန်တန်မှရတဲ့ရင်နဲ့ငါစကားရအလကားလိုက်ရင်ခေပိုင်အဖေဒေါသတွေကပ်ပြီးអော်တော့တာလေအရင်အိမ်တော်တို့ကမိမဖြစ်သူကလောင်းကစားဖြစ်သူတာဖြစ်သူကလည်းဆုံးမလို့မရသူ့အိမ်တော်ရေပြိုခဲ့ရတာအခုခေပိုင်အမေနဲ့ကြာမှပဲနှွေးထွေးတဲ့မိသားစုကိုရခဲ့တယ်လို့သူတန်မိုးလဲထားခဲ့တာလေအရင်သားမင်းဆက်ပိုင်တို့တော့လူပိုင်မျိုးသူမလို့ချင်းဖေးစိတ်ထိန်မအောင်တာတော်လာကြည့်တော့မေအိယာတွေကထလာပြီးဝင်ဖြက်ပြီးမှပဲခစ်ပဲအိယာတွေထွက်သွားတော့တယ်လေစိတ်ပြက်လက်ပြက်အိယာတွေလှဲချလိုက်မိတယ်နေမင်းညဟိုကောင်နေနဲ့ရဖြစ်လာရဲ့ဆိုမေတုံမျက်နှာလေးမကြည်စွာမိလိုက်တော့အေးခစ်ပိုင်အေးဒီအေးဆက်ပြန်ပြေးလိုက်ကနေဘာလို့ရဖြစ်တာလဲငါမကြိုက်ဘူးဆိုတာနေသိရဲ့နဲ့မေတုံတကယ်စိတ်ပြက်မိတယ်လေအချိုးမရှိတဲ့ရံပွဲတွေနေကိုပြောင်းတဲ့ကောင်တွေကိုကြည့်မရလို့ခစ်ပိုင်ခုထိဒေါသမပြေသေးဟိုကောင်တွေထွက်ပြေးသွားလို့သာမဟုတ်ရင်ငါ့ကိုပြောင်းရုံနဲ့ငါဘာမှမဖြစ်သွားဘူးနေရန်ဖြစ်တာကောင်းသလားမေတုံဒီတငယ်ချင်းလေးကိုတော့တကယ်ထိတ်မရသိမ့်မရလေနေမျက်နှာကိုညှို့အောင်လုပ်တဲ့သူမှတမျှောငါရင်သူပဲမေတုံခစ်ပိုင်စကားကြောင့်ဘာနေယူနေလားဟင်ခစ်ပိုင်မေတုံချက်စိတ်ကြောင့်ဖားလေးတွေညီရဲသွားကငါမသိဘူးဒါမဲ့နေအတွက်ဆိုရင်ငါဘာလို့လုံးမှာခေပိုင်စကားပြောပြတာနဲ့လက်ထွက်သွားတော့တာနင်းမေတုံဘာပြန်ပြောရမှမသိကြံနေခဲ့တာကိုဆက်ဒီနေ့အလုပ်တွေချီသေးလားပြိုရီယာကော်ဖီတောင်းရေးမေးလိုက်တော့အများကြီးတော့မရှိပါဘူးဘာလို့လဲရှားဆက်ညိုပြန်မေးလိုက်တော့မှညနေလောက်ကြာရင်မြို့ပြင်ကားထွက်မအောင်အာကိုဆက်ကိုအဆင်ပြေလားပြိုစပြီးဖိတ်ခေါ်လိုက်တော့ကောင်းသားပဲကိုဖုန်းဆက်လိုက်မယ်လေအခုတော့အစည်းအဝေးကြီးလို့ပြန်လိုက်အောင်မယ်ချားဆက်ညိုနိုင်ကိုတစ်ချက်ကြည့်ပြီးဖြောလိုက်ခါဟုတ်ခယူဆက်ပြန်တော့ကိုဆက်စီယူပြိုတီယာအလားဆုံးနှုတ်ဆက်ရင်ကြံခဲ့တယ်လေဟာအကိုဖះလာတာလေခပိုင်မေတုံနဲ့ဈေးဝယ်ထက်လာရင်အကိုမင်းဆက်ပိုင်ကိုတွေးလိုက်ရတော့နှုတ်ဆက်လိုက်ကပြိုတီယာအတန်နေကြလို့လှမ်းကြည့်မင်းဆက်ပိုင်ကိုမြင်လိုက်ရလို့ကြောက်သွားပြီမယ်တနေ့ညကတွေ့တဲ့ကောင်လေးရဲ့ကိုဆက်ရဲ့ခလေးဆိုတော့ကောင်မလေးရဲ့အတူတွေ့လိုက်ရတာမို့ကော်ဖီဘိုးချင်းပြီးအနီးကပ်သွားဆောင်ကြည့်နေလိုက်တာလေဒီနာဈေးဝယ်ထက်လာတာပါညီလေးရောကောင်မလေးနဲ့ခြောက်လဲနေတာလားမင်းဆက်ပိုင်ပြိုတီယာကိုမျက်စိမပြတ်လိုက်ကြည့်ရှော့ပင်းမောကိုရောက်လာတာဖြစ်တယ်ဟာမဟုတ်ပါဘူး तू ကမေတုံးတဲ့ညီလေးတငယ်ချင်းခေပိုင်မေတုံးနဲ့မိတ်ဆက်ပြီးတော့ဟုတ်တွေ့ရတာဝမ်းသာပါရဲ့ကိုကြီးမေတုံးနှုတ်ဆက်လိုက်တယ်လို့ကို့နမေကမင်းဆက်ပိုင်နဲ့မှတ်ထားပေါ့လမ်းတွေရင်ခေါ်ပါမင်းဆက်ပိုင်ညီလေးသဘောကျနေတဲ့ကောင်မလေးမို့အကဲကဲကြီးတော့ရိုးရိုးတသားလေးဖြစ်မှန်းသိတာလေဟုတ်ကိုကြီးမေတုံးခေပိုင်ကတူတီတော်သားဆိုတာသိထားတာမို့အခုလိုပတ်သက်မှုတွေတွေ့ရတော့
နောက်မှပဲမိကြီးကိုတွေးထားလိုက်တယ်လေဒါငါအတွက်ကံကောင်းမှုပဲမိဆက်ပန်းလက်ကလွတ်ဖို့ဒီကောင်လေးနဲ့ကောင်မလေးကိုပပနဲ့နဲ့တုံးချမယ်ဖြိုဒီယာသဘောကျစွာပြောလိုက်ပြီးတော့မိတော့ဦးအတွက်ကော်ဖီလေးဝယ်ပြီးလာဖို့တာဖြစ်တယ်လို့ရှုံးခွဲအဝင်မှာပဲအထက်ကထွက်လာတဲ့သူနဲ့ဝင်တိုင်းမိပြီးကော်ဖီနေမှတ်ကုန်တာလေဟာပြုတ်ချားဆက်ညိုပြိုဒီယာနဲ့မြို့ပြင်ကားထွက်မောင်းဖို့ချိန်ထားတာမို့လာခေါ်တာကိုလိုက်ဖို့ထွက်လာတာမမျော်လင့်ပဲမိတုံနဲ့ပြိုဒီယာဝင်တိုင်းပြီးတော့ပြုတ်အပေါ်ကော်ဖီတွေမှတ်ကုန်တာလေမင်းဘယ်လိုလုပ်လိုက်တာလဲပြိုဒီယာစိတ်ပြက်စွာပြောလိုက်တော့ sorry မိတုံအေးဆေးပဲပြန်တောင်းပန်လိုက်တာနေရိုင်းလာ ਈ လားအဲ့လိုတောင်းပန်ရုံနဲ့ငါအင်ကြီးအကောင်စားတွေပြန်ကောက်သွားဘူးဒါဘယ်လောက်တန်လဲသိလားပြိုဒီယာချိုးနေစွာပြောလိုက်တော့မတော်တဆဖြစ်တာလေအဲ့လောက်လဲအကဲမဆက်နေနဲ့အင်ကြီးဘယ်လောက်တန်လဲပြောဆက်တယ်ပြန်ဝင်ပေးမယ်မိတုံစိတ်တူစွာပြောလိုက်တော့ခလေးဘာလို့အဲ့ဒီလိုပြောရတာလဲရှားဆက်ညိုဝင်တားလိုက်ကမိတုံမှန်တာသိပေမဲ့လဲစိတ်တူပြီးရန်စကားပြောလိုက်ရင်အမှန်ကနေအမှားဖြစ်မှာကိုဆွလေအမှန်ပြောတာပဲဦးမကျက်နဲ့လဲသေးမိတုံခက်ရရင်ပြောလိုက်မိကဒီမိမကိုကြည့်မိရလေဦးရှိဆိုတအားအကဲပိုလွန်းတာမင်းထွက်သွားသမ်းချားဆက်ညိုတအားអော်လိုက်မိကစေတနာကိုနားမလဲတော့ကြောင်ပါမိတုံဦးငေါတာကိုခံရတော့တအားဝမ်းနေပြီးမျက်ရည်တွေချက်ကပြတ်ထက်လာခဲ့ပြီးတာပြိုဒီယာကတော့ကျင်းနေချင်းများစွာနဲ့ကြည့်နေတယ်လို့လေချားဆက်ညိုကတော့စိတ်မကောင်းခြင်းများစွာနဲ့ထက်တူနှောင်နှားရမိနေတာသူ့ဘာကြောင့်တအားអော်လိုက်မိလဲဟေးမင်းတို့အော်တက်ကဆူညာစာချက်ပေါ်လာတော့တအိမ်လုံးမနဲ့အစောကြီးနိုးထကုန်ကြရလေသမီးဘလို့လဲဟင်အောင်လားဒေါ်မေဦးသမီးလေးဆောင်ဝဲစရင်အောင်စရင်ထွက်မဲ့နေမှုရင်ကုန်စိတ်လှချနေမိတာအောင်တယ်မိမိရဲ့ခုံတို့သုံးမသားတောင်ပါသေးတယ်မိမိဟေးမိတုံးတအားပျော်ပြီးခုံပေါက်နေတော့တာဒီမနဲ့အစောမှာခိပိုင်ရဆောင်မှုပဲစရင်ကိုတွားကြည့်ပေးတာဖြစ်တယ်လေအမလေးပြောလိုက်တာသမီးရဲ့သမီးဖေသားသိရင်လေတအားဝမ်းသာမှာပဲဟုတ်မိမိဖေးကိုဖုံးဆက်ပြောလိုက်တော့သမီးတော်ဦးကိုတွားပြောလိုက်အောင်မယ်မိတုံးပြောပြတာနဲ့တစ်ဖက်ဆန်ကိုအပြေးလောက်သွားတာလေဟုတ်ခလေးအစောကြီးပါလားရှားဆက်ညိုလမ်းချောက်ချောက်ဝပြနေတာဖြစ်တယ်ဟိဟုတ်တယ်ခလေးဆောင်မွေးအောင်တယ်အဲ့ဒါလာကြွားတာမိတုံဆက်စီမီလေးပြောလိုက်တော့အပါခလေးရတော့တာပဲကွာဘာလို့ချင်းလဲပြောကိုဝယ်ပေးမယ်ချားဆက်ညိုထထူပြောမိပါတယ်မိတုံလေးရထက်မြက်လဲတော်တယ်တခါတလေမစင်မကြေလောက်တာကလွဲလို့ပေါ့စဉ်းစားလိုက်အောင်မယ်ဦးဟိဟုတ်ပါပြီမေကြီးကိုသွားပြောလိုက်အောင်ဦးလမ်းလျှောက်ထွက်လိုက်အောင်မယ်ဟုတ်အမလေးမိတုံအိမ်နဲ့လက်အဝင်ခြေထောက်ခေါက်လဲကျသွားတာဟာခလေးရှားဆက်ညိုစိုးရင်တကြီးနဲ့ပြေးထုတ်လိုက်ကအာမိတုံခြေထောက်ထောက်မရအောင်နှာနေမိတာလေလာထကလေးကိုတွဲတူပေးမယ်ရှားကလေးလက်မောင်းလေးကိုတွဲကူပေးမယ်မရဘူးဦးမိတုံခြေထောက်ကနားလာတော့မျက်ရည်တွေတောင်ဝဲလာမိတယ်လေကိုပွေ့ချီပေးမယ်ရှားဆက်ညိုပြောရင်ပွေ့ချီလိုက်တော့အမေမိတုံချက်လန့်တကြားမျက်စိကိုမိတ်ထားပြီးအုံးရင်ခွင်ထဲမှာဆွေခွင်ထဲပါသွားတော့လေဟဲ့ဒါကဘလို့ဖြစ်ကြတာလဲတုံမိုးမြင့်မျက်လုံးများပြူးရင်မေးလိုက်တော့ကြည့်မေသမီးချီလောက်ခောက်လဲလို့တဲ့ချားပြန်ပြေးလိုက်ပြီမယ်မိတုံကတော့ချက်ပြီးမျက်နှာမဖော်ရဲခဏထိုင်အောင်တော့ကလေးကိုဆေးသွားယူလိုက်အောင်မယ်ရှာအေကန်ထဲမှာခဏထားခဲ့ပြီးလိမ့်ဆေးနဲ့ပတိတွေတွားယူလိုက်တာမလုံးနဲ့ဦးမိတုံဦးကချက်လောက်ကိုလာခိုင်းတာကြောင့်လက်သွားမိတယ်လေငိမ့်နေချားဆက်ညိုခက်တီငေါလိုက်တော့မိတုံလေးညင်ကြသွားရတာချားဆက်ညိုညှက်သားစားခိုင်းတွေစေးလေးပတိတီးပြလိုက်တယ်လေမိတုံလေးထဲလင်းသူတို့ရေကုန်တန်လေးလက်ဦးရဲ့အထီးတွေကညင်တာလုံးနေတာဟိတ်ချားဆက်ညိုငငယ်လေးဖြစ်နေတော့ကောင်မလေးကိုလှမ်းလိုက်တော့ရှင်မိတုံလက်ပြီးထူလိုက်ပုံလေးကချစ်စရာကောင်းလာတာမို့စားဆက်ညိုကလေးရဲ့မျက်နှာနာကိုတဖြည်းဖြည်းတုခတ်လာကဦးဟိုလေမိတုံချက်လန့်တကြားခေါင်းလေးရမ်းကတက်တာမအိမ်ပြန်နော်ချားဆက်ညိုမနှမ်းရက်စွာပဲခေါင်းလေးပုတ်လိုက်ပြီးထွက်လာခဲ့တော့ရဲ့လေမိဆက်ပိုင်းစိတ်အားတုန်နေမိတယ်ပြိုဒီယာနောက်အမြဲတမ်းလိုက်နေပေမဲ့လေအေးစေးလှုပ်ကြံမှုအခွင့်မတာခဲ့လူမသိသူမသိအောင်တပ်ပြလို့ရပေမဲ့သူလိုချင်တာကညှဉ်းပန်းနှိမ့်ဆက်မှုတစိမ့်စိတ်နာကျင်မှုကိုခန်းစားစေချင်တာကိုဆက်ဒီမှာလက်ဆောင်ဒီမလေးအတွက်ပြိုဒီယာအရင်လိုမုန်းနေလို့မရမိတုံကတော့သူမအတွက်အရေးပါလာတယ်လို့စားဆက်ညိုအတွက်ကောမှုလိုပါဘူးပြောရလဲစားဆက်ညိုပြိုဒီယာအနေနဲ့
မိတုံလေးကိုအမြင်မကြည့်ဘူးထင်ခဲ့တာအခုလိုကြတော့လဲပြိုတီယာသဘောချမိတယ်လေမဟုတ်တာကိုဆက်ကလည်းညီမလေး10တန်းအောင်တာကိုခုံပြရမှာပေါ့ပြိုတီယာပပနဲ့ကင်တွယ်နေပြီဟုတ်ပါပြီဗျာကျေးဇူးပါပဲခြားဆက်ညိုလက်ဆောင်ဘူးလေးကိုလက်ခံလိုက်ကလာပါဟာနေရလဲကလေးလိုပဲမိတုံခစ်ပန်ကိုဆွတ်တွဲခေါ်လာကနေရောက်သားမြို့တဲ့ပတ်မွေနေကြရင်ဦးချာကုမ္ပဏီနားရောက်လာတော့ဦးကိုဝင်နှုတ်ဆက်ချင်လို့လေမကြနဲ့တော့နေအဲ့လိုဂျုံတွေဆိုငါတအားပြင်းတာခစ်ပိုင်ညင်းမရတဲ့အတူတူအကြကြီးမနေဘူးပြောလိုက်ကဦးရေဦးမေတော့ဦးယုံခန်းနဲ့ဝင်လာပြီမဲဦးကိုမတွေ့ရပဲပြိုဒီယာကိုတွေ့လိုက်ရတော့စိတ်မကြည်တော့ကသူတို့ကဖားတယ်လေကိုဆက်အလုပ်ချုပ်နေတယ်ဘာကိစ္စလဲပြိုဒီယာဘာကိစ္စဆိုတော့ဦးကိုပဲပြပြလိုက်ပါမယ်မေတော့ဦးထိုင်ကုန်မှာပဲဝင်ထိုင်လိုက်တယ်လို့ခစ်ပိုင်ရတော့အခန်းပေါက်ဝပါမတက်ရက်လျက်ထရီယူကိစ္စမရှိမှားခဲ့ပါလို့ပြောလိုက်မယ်အပြင်မှာကောင်လေးနဲ့တဝေထိုးနေတဲ့အချိန်ကုန်မယ်ပြိုဒီယာရဲ့စကားကရှင်စကားပြောချင်ပြောပါပြိုဒီယာမိတုံဒေါသတက်ပြီးတကူလုံးဒုက္ခနေမိတယ်လေအမှန်အောင်ပြောတာပဲလေအနာထီလို့ဆက်တာလားပြိုဒီယာထပ်မှန်ပြီးခနဲ့လိုက်တော့မိတုံလင်းမြန်စွာပဲပြိုဒီယာတပက်လေတော့အောင်ပါချရပြီလားတိခံနိုင်မှုကြော်လာပြီလေဟာကလေးဘာလုပ်တာလဲကွာချားဆက်ညိုမမျော်လင့်ထားတဲ့မြေခွင်းကြောင့်စိတ်တူသွားမိတယ်လေကိုဆက်ရဲ့ပြိုကကိုသူမလေးတို့ခင်လို့ကောင်လေးတယောက်နဲ့အပြင်နေ6မတော်ချင်းကြောင့်ပဲပြောမိတာပါအခုတော့စေတနာကစော်ကားခံရတယ်ပြိုဒီယာချက်ချင်းလက်ငယ်မျက်ရည်တွေကဝမ်းနဲ့တယောက်တရုပ်ဆောင်ပြလိုက်ကြောင်းမိတုံနဲ့ခက်ပန်မြင့်တက်တော့ရတယ်လေမင်းအတော်ရိုင်းလာပါလားမိတုံမင်းသူမဆုံးမတာလက်မခံရင်တော့အခုလိုတော့မစော်ကားမရိုက်တင်ဘူးလေဆာဆက်ညိုအနေနဲ့ပြိုဒီယာကမိတုံကိုညီမလေးလိုသဘောထားသည်ဟုအတိတတ်မှတ်ထားနေတော့စိတ်တော်မိတာလေဦးမိတုံဘာပြန်ပြောမှမသိမျက်ရည်တွေဝဲလာမိတယ်လေခမရထင်တယ်စောက်မပြောနေနဲ့ဘယ်သူမှလည်းမှားလဲဆိုတာသိချမပြီးပဲပြောတာလူကြီးလူကောင်းမဆန်ဘူးဗျခစ်ပိုင်မိတုံမျက်ရည်ဝဲလာတာကိုကြည့်ပြီးဒေါသအလေးလေးထက်လာပြီးဝင်ပြောတော့မင်းဘာသိလို့လဲကောင်းလေမင်းတို့ကလေးဆန်ပြီးတစိုးတို့လောက်တတ်တာတွေကအမားတွေဖြစ်ကုန်တာကွာချားဆက်ညိုဒေါသတကြီးပြန်တော့ကျွန်တော်တို့ကကလေးဆန်ပြီးတစိုးတို့လောက်ပြပဲလူကြီးလူတော့ဟမ်မဆောက်တတ်ဘူးဥဆက်ချာနို့ခစ်ပိုင်စကားကြောင့်အားလုံးခက်တာခဏတိတ်ဆိတ်သွားတယ်ချမသားမှန်ပါတယ်ဦးမိတုံအေးဆက်ဆက်ပြောလိုက်တော့မင်းချားဆက်ညိုစိတ်ပြတ်မိသွားတယ်လေသူကတော့အားလုံးကိုတက်စီနေပေမဲ့မိတုံကဆက်ဆက်တိမခံတော့ပြောရတာအဆင်မပြေခမည်းမအော်ပါနဲ့ဦးဆက်ညိုချားဆက်ညိုအွန်လိုင်းတော့မိတုံတုတ်ခနဲ့ကြောက်သွားတာကိုခစ်ပိုင်မြင်လိုက်ရတော့စိတ်တူတောင်းဝင်ပြောလိုက်တယ်လေမင်းလူကြီးကိုလေးစားပါကောက်လေးမင်းပြန်ပြောနေတာမင်းနဲ့ရွတ်တူမဟုတ်ဘူးပြိုဒီယာကြားဝင်သေးထိုးလိုက်တာပြန်လေလူလေးယောက်ရဲ့ကြည်တရားမတူညီစွာစူးစိုက်နေကြရလေတချို့ကနာကျင်မှုတွေနဲ့တချို့ကရုံမာမှုတွေတချို့ကတော့အချစ်တွေနဲ့မို့ဟင်ဟုတ်လားသမီးတုံမိုးမြင့်အံ့ဩမိတယ်လေသမီးလေးမိတုံပြောလိုက်တော့မှပဲပြိုဒီယာကုမ္ပဏီမှာရှယ်ယာဝင်ထားတာသိလိုက်ကဟုတ်တယ်ကြီးမေဦးကဘလို့သဘောနဲ့လက်ခံထားလဲမသိဘူးမိတုံဒီတစ်ခါတော့ပြိုဒီယာကိုအပြည့်ချီမွန်းရလိမ့်မယ်ဦးချာအတွက်စိုးရိမ်မိတယ်လေတာချာဒီခဏလောက်တုံမိုးမြင့်ရုံသွားဖို့ထလာတော့ချားဆက်ညိုကိုလှမ်းခေါ်လိုက်ကဟုတ်ကြီးမေချားဆက်ညိုကြီးမေနဲ့တူတွေ့ရတော့မိတုံကိုတစ်ချက်ကြည့်လိုက်မိကဒီကောင်မလေးဘာလေးဝေပြားပြန်ပြီလဲပြိုဒီယာကိုချေရဝင်ဖြစ်လက်ခံထားတယ်ဆိုတာဟုတ်လားတာချာတုံမိုးမြင့်ချက်ချင်းမေးလိုက်တော့ဟုတ်ပါတယ်ကြီးမေဒါလည်းချားဆက်ညိုဘာပြန်ပြောရမှန်းမသိဖြစ်နေမိကမဖြစ်တင်ဘူးဒါကကုမ္ပဏီရဲ့ဒိုင်တာတွေနဲ့ဖွဲ့စည်းထားတာအားလုံးသဘောတူညီလို့ရတယ်လို့ဒါကလည်း CEO ကိုဖြစ်ပေမဲ့ဓာတ်ရိုက်ခန့်ထားလို့မရဘူးဒါကအပြန်အလှန်အလေးထားမှုနဲ့အလိုသဘောပဲထုံမိုးမြင့်ဒီတစ်ခါတော့မဆူမငေါပဲနေလို့မရတော့ပါဟုတ်ကဲ့ပါကြီးမေဒါပြန်ဖြတ်လိုက်ပါမယ်ချားဆက်ညိုတော်သားအလေးလေးထွက်နေမိတယ်သူပြိုဒီယာကိုဘယ်လိုပြောပြရမှာလဲဒါကသူကပါဝါမရှိဘူးဆိုတာကိုထပ်ပြလိုက်တာဖြစ်တယ်လို့အမိခံ CEO ကိုတက်တက်ဖြစ်နေပြီအေးအလုံသွားမှဆိုတော့ထုံမိုးမြင့်ခွင့်ပေးလိုက်တော့ချားဆက်ညိုထွက်လာခဲ့ရလေဘလို့ကိုဆက်ပြို့ချင်ရတွေပြန်ထုတ်ရမယ်ဟုတ်လားပြိုဒီယာရုတ်တရက်ကြားလိုက်ရတဲ့စကားကိုမယုံနိုင်သေးဘူးလေရှားကြည့်နေတဲ့အမျက်ငွေတွေကသူမအတွက်အေးဆေးထိုင်စားရုံရလောက်တဲ့အထိများပြားနေတာဟုတ်တယ်ပြိုကြီးမေအမေရမှုပါချားဆက်ညိုမျက်နှာမကောင်းစွာပြောလိုက်ကကြီးမေရထမင်းကြိုက်ပို့ခိုင်းလိုက်ပါတယ်ဦးအခန်းထဲဝင်လာသူကမိတုံ
ကြီးမေစကားထက်မနာလိုဂုံးလိုက်သူတွေကြောင့်ဖြစ်ရတာပါကိုဆက်ပြိုဒီယာမိတဲ့ကိုကြည့်ပြီးရွက်ပြောလိုက်တော့ဟွန်းလူဆိုတာမှန်ကြည့်တယ်လို့ပါပဲတချို့ကကိုယ်တိုင်မနာလိုရုပ်မှကြတော့တစ်ဖက်လူကိုလည်းအဲ့လိုထင်နေရတာပဲလေမိတုံခနဲ့တက်ပြန်ချင်လိုက်တာနင်ပြိုဒီယာဘာပြန်ပြောရမှမသိဖြစ်နေချင်းတော်တော့မိတုံချဆက်ညိုစိတ်တူနေခြင်းမို့ပို့ပြီးဒေါသထလာမိတယ်လေမတော်နိုင်ဦးချဆက်ညိုမဆိုင်နာကိုစော်ကားနေတာတိခံရလောက်တဲ့အထိမိတုံမပြောညံဘူးမိတုံမထင်မှတ်တာပဲဒေါသနဲ့ပြန်အောင်ပြောလိုက်တော့မင်းဟာကွာချဆက်ညိုဒေါသတွေကြီးကတောက်ခောက်လိုက်မိတယ်လေတော့မခောက်ပါနဲ့ဦးဆက်ချညိုကျမတက်ခောက်ရောက်လို့တော့မရိုင်းဆိုင်တယ်လို့တက်ခောက်ခံရမယ့်အစင်တန်းမျိုးလည်းမဟုတ်ပါဘူးမိတုံဒီတစ်ခါတော့သိမခံနိုင်ပဲပြန်လန်អော်တော့တယ်လေမင်းအစင်တန်းနဲ့မင်းနေပါမိတုံဒါမဲ့အခုငါရုံကနေကထွက်သွားတော့ချားဆက်ညိုအေးဆက်ဆက်စကားတွေကြောင့်မိတုံဦးနဲ့ပြိုတီယာကိုအေးဆက်ဆက်ကြီးကလှက်ထက်လာခဲ့ရလေနောက်မှနောင်တမရစတန်းပေါ့ချားဆက်ညိုတောက်ခောက်လိုက်ကဘယ်နှခွန်းမတော့မသိတော့တဲ့အထိလေအရက်ကိုထပ်တောင်းလိုက်တယ်ကိုဆက်တော်တော့လေနော်အရက်မူးနေပြီပြိုတီယာပါဇက်ကသာထားနေပြီမယ်စိတ်ထဲမှာတော့ပျော်နေမိတာလေသူမလူချင်းတဲ့အခွက်ထဲရောက်နေပြီမို့ဟွန်းကိုဆက်တောက်ချင်သေးတယ်ပြိုထက်ထည့်ပေးစမ်းပါချားဆက်ညိုဒီနေ့အဖြစ်ဖြစ်ဒီအားလုံးကိုမေ့ပြလိုက်ရှင်တာကလေးကိုလည်းသူအော်မိတယ်သူဘဝမေ့ပြီးဘဝင်မြင့်ခဲ့တာကြီးမေပေးတဲ့မြစ်တာနဲ့ဘဝရာထိုးကိုသူအပိုင်လိုသဘောထားကအောက်ချင်လုပ်ခဲ့တာလေသူတွေးလေနာကျင်ရလေဖြစ်နေပြီအိမ်ရောက်မှဆက်တောင်လေးကိုဆက်နော်လာပါပြူဒီယာအရက်ပိုးချင်းပြီးကချားဆက်ညိုကိုတွဲခွန်လာခဲ့တော့ချားဆက်ညိုအမိုးလိုပြီးကားပေါ်တစ်ခါအန်ချပြီးနောက်ဘာကိုမှမမှတ်မိတော့လေသမီးตาချလဲခုထိပြန်မလာသေးဘူးမနက်ကကြီးမိပြောလိုက်လို့များစိတ်ထိုးသွားသလားကွယ်တို့မိုးမြင့်ည10 နာရီထိုးဖုံးလဲခေါ်မြအိမ်လဲပြန်မလာတော့တာဟိုစိတ်ပူပြီးစောင့်နေတာလေသူလာစဉ်းစားတတ်တဲ့အရွယ်ပါပါဒီမလေးရဲ့အဲ့လောက်ထိလဲစိတ်မပူပါနဲ့ဦးထိန်ဝင်းဝင်ဖြောင်းဖြလိုက်သလိုဟုတ်ပါတယ်ကြီးမိရဲ့ကိုချားထင်ရထိုင်းပေမဲ့အဲ့ဒီလိုလူမျိုးမဟုတ်ပါဘူးသူတို့တနေရာမှာခရီးလွန်လေတို့နေမှာပါမိသုံးတကယ်စိတ်တူမိတယ်လေကြီးမိတို့မှဒါမွေးသားသားဆိုပေမဲ့တကယ်သားရင်လို့ချစ်လိုက်ရတာသူကတော့အလေးမထားပဲထင်ရလုံနေတာလေအဲ့ဒါဟုံမိမပြိုတရားကြောင့်ဒီမလေးတော့အိတ်ချီတော့အကိုကြီးပဲစောင့်လိုက်မယ်ဦးထေဝင်းပြောလိုက်တော့မှဟုတ်တယ်နော်ကြီးမိလာပါသမီးရောအတူအိတ်ဆောင်ပေးမယ်လေနေမကောင်းဖြစ်လိမ့်မယ်နော်ကြီးမိလာပါမေတုံတွဲကူရင်အိမ်ခဲတဲ့ထိလိုက်ပို့ရင်သူမပါစောင့်ပြီးအိတ်ပေးလိုက်တယ်လေဟွန်းချားဆက်ညိုအိတ်ရကနိုးလာတော့သူ့အိတ်ရမဟုတ်မှချက်ချင်းတိတာနဲ့လှန့်သွားမိသလိုကိုနိုးလာပြီလားပြိုတီယာအဝေးစားကပုတ်ကယိုနဲ့ဘေးကမေးလိုက်တော့ပြိုဒါဘလို့ချားဆက်ညိုကောင်းတဲ့ဘက်ကြီးသွားမိတယ်လေညကိုတားမှုလိတာလေပြီးတော့ပြိုတီယာစက်မပြောပဲရက်ထားလိုက်တော့ဟာတာတောင်းမှန်ပါလေကြီးမေရှားဆန်ညိုမျက်နှာလေးကိုငုံငါပြောလိုက်ပေမဲ့ဖေနာကကတ်ထိုင်နေတဲ့ပြိုဒီယာကတော့မျက်နှာထားခတ်တဲ့နဲ့အောင်ဝက်ခံနေသူဖြစ်ပြီးမှတော့ပါတတ်နိုင်မှလဲကွယ်တော်မိုးမြေမမျော်လင့်ထားတဲ့အခြေအနေကြောင့်ပြိုဒီယာကိုချွေးမပြင်းလက်ခံမှုကတော့စိတ်ထဲလေးလံနေတာဟုတ်ပါတယ်ကြီးမေပြောသလိုပေါ့ဖြစ်ပြီးမှတော့တောင်ဝင်ယူရမှာပေါ့သမီးဘက်ကမင်းကလေးရှင်မို့ခုံသိက္ခာနဲ့ချက်တရားကိုငှက်ကွက်မှထင်ပါတယ်ပြိုဒီယာဒီအစီနေမှာသူမအတွက်တော့အပျော်ဆုံးအချိန်ဖြစ်လိမ့်မယ်လေသမီးမိဘတွေကိုအန်ဒီတို့လာတောင်းရမ်းပါမယ်ရွှေတစင်သားနဲ့ငွေ350လက်ဖွဲ့ပါမယ်သမီးတို့အိမ်ခွဲနေတော့ပို့အဆင်ပြေတာပေါ့ထုံမိုးမြင့်ဒီအတိုင်းတော့အချုံမပေးနိုင်ပါဘာအန်ဒီလူကြီးစကားပြောပါမိုးမြင့်မမကုမ္ပဏီရဲ့ CEO ကိုလက်ထပ်လိုက်တာအဲ့ဒီလောက်ပဲတင်တောင်းသလားပြိုဒီယာဆက်ဆက်ခါသွားမိတယ်သူမလိုချင်တာတဲ့ဝေမဟုတ်မိုးမြင့်စံအိမ်ကြီးရဲ့မိသားစုဝင်တထေးကတော့ဖြစ်ချင်တာလေအခုတော့အိမ်ခွဲနေတာတဲ့လားကုမ္ပဏီရဲ့ CEO မဟုတ်ပါဘူး CEO ရဲ့မွေးစားသားပါတော်ပြိုဒီယာလက်လာပပလေးလမ်းချဝင်လာသူကမှေတုံးလူကြီးတန်တာဝတ်ထားတာနဲ့ပုံနဲ့နှုတ်ပြိုမှုတို့ပေါင်းဖတ်ထားတာကအဆောင်တောက်ပါနေကလေနေအရေးမပါဘူးမှေတုံးဒါငါတို့မိသားစုကိစ္စပြိုဒီယာခက်မမပြောလိုက်တော့အရေးပါတာပေါ့တော်ပြိုဒီယာသိအရေးပါတာပေါ့လက်ချီလွှဲပြောင်းခံလိုက်ရတဲ့ကုမ္ပဏီကြီးရဲ့တူဥက္ကဋ္ဌထော်မေတုံဖြစ်ဆိုရင်ရောမိုးမြင့်စင်ရဲ့မိသားစုဝင်မဟုတ်ဘူးလားမေတုံစမက်တက်တက်ထိုင်ရင်ပြောလိုက်တော့တာဒီအချိန်လေးကိုကြီးမီကပါနဲ့စွာကြိုက်တွယ်ဖို့စီစီနေတာလေဘာပြိုဒီယာအန်အောထိတ်လန့်သွားတယ်လို့ဟင်
ရှားဆက်ညိုမျက်လုံးဖြူသွားမိတယ်လေသူ့ထက်ကြီးတဲ့ယာတုကိုကြည့်မိဘာလို့ပေးလိုက်တာလဲမသိဆိုတော့ကလက်ထပ်ဖို့ကိစ္စကိုပြန်ဆွေးနေဖို့ကျမရှိနေတယောက်ငှားလာပါတယ်ကြည့်မိချက်ချင်းလက်ထပ်မပေးသင့်ပါဘူးဖြစ်ဖြစ်ပေါ့မေတုံအေးဆက်ဆက်ပြောလိုက်တော့နင်းမိန်းကလေးချင်းကိုချင်းမစားဘူးလားဟဲ့နေအဲ့လာတော့အသိဉာဏ်မရှိဘူးလားပြိုတီယာထိတ်လန့်သွားမိတယ်လေအမှန်တကယ်ကသူမနဲ့ချဆက်ညိုတို့ကဘာမှမဖြစ်ခဲ့ကြဘူးလေကျမကိုချင်းစားတတ်ပါတယ်တို့ပြိုတီယာဒါပေမဲ့အရင်မိုးလို့တညာလုံးအတူချိနေတာတဲ့လက်ထက်ရမယ်ဆိုတာကရုပ်ရှင်တွေထဲမှာပဲကြည့်ကောင်းပါတယ်အခုခေတ်က2020အဖြစ်မှန်အတွက်စစ်ဖို့လိုပါတယ်မိတုံစူးချကြည့်လောက်ပြောလိုက်တော့နေပြိုတီယာထိတ်လန့်သွားမိသလိုသူမရှော့တက်ခဲ့မိတာကိုလည်းနှောင်ထားရမိကတော်မိုးမြင့်ဆိုတာအောင်မြင်နေတဲ့မိုးမြင့်မာကိုမီကိုထူထောင်နိုင်တဲ့ထက်မြက်တဲ့မိမစယောက်ဆိုတာကိုပေါ့နေဘာတွေလုပ်နေတာလဲဆိုတာနားမလည်ဘူးလားမိတုံခစ်ပိုင်เจ้าကိုမှန်အောင်မတက်တော့မိတုံကိုစိတ်ပြက်သွားပြောလိုက်တယ်လေအဖြစ်ပြက်တွေအားလုံးကပြီးခဲ့တာအခါငါနေ့ကိုချင်းပြပါမယ်ဟာမိတုံလည်းအခုချိန်မှာယတိပြက်စကားမပြောနိုင်သေးပါဘာပဲဖြစ်ဖြစ်ဟာနေဥစားအတွက်တော့ကျိုးတို့နေတာရက်သိမ့်ပြီခစ်ပိုင်နာကျင်စာပြောလိုက်မိကငါယူသိနေတာမဟုတ်ပါဘူးဟာကြည့်မီတို့အတွက်လုပ်ပေးနေတာပါဟာငါ့ကိုသမီးရင်းလို့ချစ်ခဲ့ကြတာလေအခုလိုအခက်အခဲဖြစ်နေချိန်မှာငါချောင်းပင်မသွားရဘူးမိတို့အနေနဲ့အခုလိုအချိန်ဒီမှာကြီးမီကြီးကိုတနာမိတယ်လို့မယိုးသားသူလက်ထဲကိုလည်းစီးစိမ်နဲ့ထပ်မပေးနိုင်ပါပါထားလိုက်တော့နေကြောင်းမလာတော့ဗလားငါမှပြေးနေတာခစ်ပိုင်စကားကြောင့်ဟမ်တော်ဆိုင်မှာခစ်ပိုင်ရဲ့ကျောင်းမှာခစ်ပိုင်ဆိုတဲ့နာမည်နဲ့ကာမလေးတွေပါစက်ပြရေပန်းစားနေတာငါမသိဘူးမှတ်လားမိတုံပြောပြလိုက်တော့မှအကောင်မလေးတွေကလေနင်တော့မပါဘူးလေခစ်ပိုင်ရီဝေစာကြည့်ပြီးပြောလိုက်ကနင်လဲယူတာပဲနော်ခစ်ပိုင်မိတုံခက်ရဲရဲပြောလိုက်ကဟုတ်တယ်လေနင့်ကိုတအားချစ်လို့ခစ်ပိုင်အသေးရစာမိတုံနှစ်ပူလေးကိုနမ်းလိုက်ကဟာခစ်ပိုင်နင်ဟာမိတုံဝမ်းနဲ့တကြီးငိုချလိုက်ကဟာမငိုနဲ့လေဟာငါတောင်းပန်ပါရဲ့နော်ခစ်ပိုင်ပြန်ရခတ်သွားကငါတအားစိတ်မကောင်းဖြစ်မိတယ်ဟာနင့်ကိုခင်တာကိုနင့်အခွင့်ကောင်းယူတယ်မိတုံတအားကိုငိုနေတော့တာပါမဟုတ်ရပါဘူးဟာငါတောင်းပန်ပါရဲ့နော်နောက်တစ်ခါမဖြစ်စေရပါဘူးနော်ခစ်ပောင်မိတုံချေဒူးတိုင်ချပြီးတောင်းပန်နေတော့မှတကယ်နော်ကြည်ပေးပါလေဟာအစတိအရှင်နေမကောင်းတော့ဘူးတပည့်ဖြစ်သူရဲ့စကားကြောင့်ဘာဖြစ်တာလဲပြောစမ်းမင်းဆက်ပိုင်ကက်ဆက်ဆက်မေးလိုက်တော့ပြိုရီယာကမိုးမြင့်မြမလုပ်ငန်းစုကြီးရဲ့ CEO နဲ့ထပ်တော့မှာတဲ့ဘာမင်းဆက်ပိုင်ဒေါသမီတောင်းနေမိတယ်အယုတ်တမာကကောင်းစားပြီးကောင်းစားနေတာသူ့အစဉ်စဉ်ကိုအမြန်ဆုံးလှုပ်ချရတော့မယ်ဒီခုဆိုရင်အစတိအနေနဲ့ပြိုရီယာကိုတယောက်တည်းချင်းပြဖို့မလွယ်တော့ဘူးသူ့အမျိုးသားကောင်ရှိနေတော့မှတပည့်ဖြစ်သူပြောတာလဲဟုတ်သည်မို့ဘာဖြစ်ဖြစ်ကွာငါလမ်းချေပြည့်ရမယ်ဆိုမှတမရှင်းပြရမှာပဲမင်းဆက်ပိုင်စိတ်မချတော့ပါဒီနေ့သူတို့လင်များကိုကန်တော်ကြီးမှတွေ့ခဲ့သေးတယ်အစတိဟုတ်လားဒါဆိုရင်တော့တွေ့ကြပြီပေါ့ကွာမင်းဆက်ပိုင်တမြောင်ဆွဲယူကခါပေါ်တက်ပြီးအကြံပတန်ထွက်လာခဲ့တော့တွေ့ရတင်ကြိုင်ဓာမဆိုင်မပြောတီရဟင်နေသေးကြလို့လားဟဲ့မိတုံခစ်ပိုင်စကားစီကကြားလိုက်တော့ကြောင့်ထုံလုံးသွားမိတယ်လေမင်းဆက်ပိုင်ပြောတီရနဲ့ဦးချားကိုတက်ဖို့ထွက်သွားတာလေဟုတ်တယ်မေငါနားနဲ့ဆက်ဆက်ကြားခဲ့တာခစ်ပိုင်အခုစီစဉ်တွေကိုလည်းအလဲသွားရင်မမျော်လေးပဲကြားခဲ့ရတာမဖြစ်ဘူးငါလိုက်သွားရမယ်မေတုံဖုံးချကကားပုံသို့ပြစ်တက်သွားခဲ့လေဘာမှမဖြစ်ပါစေနဲ့လို့ဆူတောင်းရင်ကားချင်းတိုက်တန်ကပန်ဝဲဟင်ခစ်ပိုင်ကန်တော်ကြီးကိုသွားတဲ့လမ်းမှာကားတစ်စီးမောက်နေတာလှမ်းမြင်လိုက်ရတယ်လို့မေတုံကားနဲ့လည်းတူသည်မို့ကားကိုအမြန်ချုပ်ကွေကထုတ်ရလိုက်တော့မေတုံခစ်ပိုင်တိုးလေးရေရွတ်လိုက်မိတာညနာတကူလုံးမမြင်ရလောက်တဲ့အထိသွေးတွေနဲ့နီရဲနေသလိုအရေးပေါ်ကားနဲ့တင်သွားကြပြီလေသူစိတ်တွေကိုထိန်းချုပ်မရတော့ဒီပြည့်ရဲ့စုကြီးရဲ့တရခံကပြိုတီးရကားပေါ်အမြန်တက်ကဒေါသကြီးမောင်းထွက်လာခဲ့ရင်ရှင်ဘတ်ထဲမှာလည်းဒေါသမီးတွေတဟုန်တောက်လောင်နေပြီလေကျတို့အမြန်လမ်းချကြမယ်နော်ကိုဆက်ပြိုကမိန်းကလေးတိတ်ခါချီသေးတယ်လေပြိုတီးရချက်နဲ့စာပြောလိုက်ပြီးတော့တိတ်ရတာပေါ့ဗျာထမက်လုံးမှာပျော်ကြီးလက်ထက်လို့ရတာပေါ့မင်းဆက်ပိုင်ရုတ်တရက်အနားကနေထွက်ပေါ်လာပြီရှင်ပြိုတီယာတုံလှုပ်သွားသလိုမင်းဘာတူလဲရှားဆက်ညိုကတော့သူမသိသူမို့ပြန်မေးလိုက်တာခမရဲ့ဇနီးလောင်းအယုတ်တမာမရဲ့ရီးစားဟာမင်းဆက်ပိုင်အေးဆက်ဆက်ပြောလိုက်တော့ဘာကွ
ခြားဆက်ညိုဒေါသတကြီးလက်ကြီးနဲ့ထိုးလိုက်တော့ရံပွဲလေးစားခဲ့ပြီလေလက်ရည်ချင်းကမမျှလူမိုက်လောကတဲကမင်းဆက်ပိုင်အတွက်ကြံပြစ်သည်ဆိုတာကမထူးဆန်းသလိုအသာအရာပဲအမြန်ပွဲမှောက်လိုက်တယ်လေခြားဆက်ညိုတော့တတိလစ်သွားပြီဖြိုဒီကနောက်ကနေပြီးတော့ဆူချနာကျင်မှုနဲ့အတူမျက်လုံးတွေပြဝေလာရင်နှောင်သားတွေနဲ့အတူဒီဆုံးကြီးကိုလက်ခံလိုက်ရတော့တယ်လေညီလေးမင်းဆက်ပိုင်ဖြိုဒီယာကိုဓာတ်နဲ့ထိုးတက်လိုက်တော့ညီလေးခစ်ပိုင်အနားကိုအမြန်ပြစ်ကက်သွားမိတယ်ဟာကွာပေးစမ်းမင်းဆက်ပိုင်ညီလေးလက်ထဲကဓာတ်ကိုအမြန်လွတ်ယူလိုက်တယ်လို့ဖြိုဒီယာကိုနောက်တစ်ချက်ထပ်ထိုးလိုက်တယ်လေဖဲ့စမ်းလက်တွေမင်းဆက်ပိုင်ခစ်ပိုင်လက်တွေကိုသူ့အင်ကြီးနဲ့တုပ်ပြလိုက်ရင်ခစ်ပိုင်မျက်နှာကိုတေချာမော့ကညီလေးကြည်သားမင်းလှူတက်ခဲ့တာမဟုတ်အကိုတက်ခဲ့တာအဲ့ဒါမမင်းနဲ့နော်မင်းဆက်ပိုင်အလိုတကြီးပြောနေတော့ဒါမဲ့အကိုကြီးကဘယ်လိုလုပ်ခစ်ပိုင်နားမလဲစွာမေးလိုက်တော့အကိုဘဝမှာထောင်ဆိုတာတိတ်မစင်းသားဘူးဒါမဲ့ငှန့်ကြီးမဖြစ်ရဘူးအဖေတိတ်ခါကိုထိမ့်ပေးပါအဖေစိတ်ချမ်းသာအောင်နေပေးပါကွာနော်မင်းဆက်ပိုင်ဖခင်မြတ်တာငှက်နေရတဲ့သူမို့ဖခင်ကိုတန်ဖိုးထားတယ်လေသူ့အမေကြောင့်အဖေသူ့ကိုဆွန့်လွတ်ခဲ့ပေမဲ့သူ့အဖေကိုတန်ဖိုးထားလေးစားတယ်အကိုရာညီလေးခစ်ပိုင်ဘာဆက်ပြောမှမသိအောင်ဝမ်းနေနေမိတာသူ့အတွက်အဖေတို့အကိုမြစ်တာကကြီးမားနှုံးတယ်လေလူမိုက်ကြီးတယောက်မှဒီနှလုံးသားရှိမယ်လို့ဘသူကထင်မှလဲတားငယ်ခစ်ပိုင်အဖေနဲ့အမေရောက်လာတယ်လို့လူတွေလည်းဝိုင်းကြည့်နေကြတာရဲတွေကိုရောက်လာကြပြီလေမြေဆက်ပိုင်ကိုလက်ထိတ်ခက်ကဖတ်ချုပ်လိုက်ကြတယ်မင်းတို့ဒီကောင်နဲ့မပတ်သက်ပါနဲ့လို့အထက်တန်းပြောထားတာမဟုတ်ဘူးလားကွာဟမ်ဒီလိုလူမိုက်တယောက်ကဘာအသိဉာဏ်မှမရှိတဲ့ကောင်ကွာမဟုတ်ဘူးအဖေအကိုအဲ့ဒီလိုမပြောပါနဲ့အဖေတင်လို့မဟုတ်ဘူးဗျခေပိုင်အကိုတဝမ်းနဲ့ကြောင်ကိုချလိုက်ရင်ပြောလိုက်တာမင်းဆက်ပိုင်လက်ထိတ်တွေကြားကနေအဖေကိုချစ်ကိုကတော့ရင်အဖေတိုင်မှတစ်ချိန်တစ်ခါလောက်မြစ်တာနဲ့တားလို့ခေါ်ခွင့်ရပါစေလို့ဆူတောင်းမိတယ်လေအမေရဲ့ဆုံးမမှုမှလွဲလို့သူလူမိုက်ကြီးဖြစ်ရပေမယ့်မိဘမြတ်တာကိုတော့ငှက်မုန်းခဲ့ရသူဟာသမီးလေးဘာမှမဖြစ်ပါစေနဲ့ကွယ်တော်မေဦးရေးပေါ်ခန်းစီမှာဆူတောင်းမိနေပြီတို့ကျွန်တော်အရန်မှားတဲ့ကြီးမီယာခြားဆက်ညိုဝမ်းနဲ့တကြီးတော်မုံမြေကိုရင်ခွင်တန်းမှငိုချနေမိတယ်လေတချို့ကမသိလို့မှားကြတာလူဆိုတာအပြည့်ရှိရင်ဆက်ရတယ်အမားလို့ရင်ပြတ်တောင်းမှရတယ်တာအပြည့်တွေကသမီးလေးမိတုံးပေါ်မှာအများကြီးအကျွေးတင်နေပြီသားတော်မိုးမြေအားလုံးအတွက်စိတ်မကောင်းဖြစ်မိတယ်လေခမရလူအောင်ပါကြီးဦးဆက်ညိုရောက်ကွာခပိုင်ဒေါသတကြီးပြောရင်ဝင်လာကခြားဆက်ညိုကိုလက်သီးနဲ့ထိုးလိုက်တာဟဲ့လူကြီးတွေဝင်တာကြပေမဲ့နေပါစေရပါတယ်ညီလေးစိတ်ထဲချစ်သူတို့လောက်ပါစေခြားဆက်ညိုခပိုင်ကိုစိတ်ကိုနားလဲပါတယ်သူခမရမေသူကိုအရေးတကြီးကြီးရင်ကြည့်နေခဲ့သူလေဘလောက်နာကျင်ရမလဲခမရမှာလူစိတ်ကောရှိရလားဟင်ဘာလို့လဲဗျခေပိုင်တော်သားနဲ့အတူမေသုံးအတက်တွင်းမိကဝမ်းနေမိတယ်လေခို့တောင်းမှန်ပါလေကွာခြားဆက်ညိုတောင်းမှန်ရင်ကလွဲလို့ဘယ်သူမှပြန်မပြောနိုင်လေတောင်းမှန်တယ်ဟုတ်လားခမရကိုပေးဆက်ထားတဲ့သူကနှလုံးသားတစ်ခုလုံးဗျအရန်ချစ်တဲ့မိန်းကလေးတယောက်ခမရကြီးရဲ့တည့်ရလားသူ့ရဲ့အချက်သိခါနဲ့တတ်မှုကိုလွင့်ပြလို့လေတွေ့ခတ်နေရတာဗျခမရစီကအနှဲငယ်လောက်ကိုအချင်နာတရားကိုတန်တမမောနေတာဗျခေပိုင်နာကြီးစွာပြောနေမိတာခြားဆက်ညိုအတိတ်ကပုံရိပ်တွေပြက်တစ်ကတစိမ့်စိမ့်နာကျင်နေမိတယ်လေသူရခဲ့သောအချစ်စစ်တစ်ခုကိုလှစ်လူချွေခဲ့မိတာခမည်းဘွားမှာဖက်တော်မှာအချစ်စစ်နဲ့ချစ်ခင်ရမှာမဟုတ်ပါစေနဲ့ခမည်းချစ်တဲ့သူတွေမှာအမုန်းတရားတွေကြီးပဲရပါစေလို့ကျုပ်ဆူတောင်းတယ်ဦးခြားဆက်ညိုခပိုင်စကားကြောင့်ကြားရသူအလုံးထိတ်လန့်တုန်လှုပ်သွားသလိုခြားဆက်ညိုရှင်ဘက်ထက်လဲမိုးကြိုးပြစ်ချခံရသလိုအတိုင်းမသိတော့ဒါချာအိမ်ပြန်ပြီးအနားယူပါကွယ်တော်မေဦးသမီးလေးမိတော့အနားမှာလက်ရတီထိုင်ဆောင်နေတော့ခြားဆက်ညိုကိုကြည့်ကတနာမိတယ်လေရပါတယ်အန်ဒီခလေးတတိရတော့မှကျွန်တော်ပြန်ပြစေခြားဆက်ညိုခလေးမျက်နှာလေးကိုကြည့်ကနှောင်တရလို့မစုံလေသူကြောင့်မျက်နှာလှလှလေးမှာအမာရွတ်တွေထိန်ကြံစီခဲ့တာသမီးဘလို့ဖြစ်တာလဲသမီးရဲ့မိသုံးရဲ့ဖခင်ဖြစ်သူအိုးချိုးနိုင်နိုင်ငံသားကနေပြန်ရောက်လာပြီးဖြစ်တာဖေးသမီးလေးဘာမှမဖြစ်ပါဘူးဆွေးချော့ပါနော်တော်မေဦးစကားနဲ့ထိတ်မိရတာလေအားလုံးကကျွန်တော်ကြောင့်ဖြစ်တာပါဗျကျွန်တော်ကိုဦးလေးကြက်သူတို့အပြစ်ပေးပါခြားဆက်ညိုစကားဆုံးမှာဘယ်သူမှမပြစ်မချိပါဘူးကျမကိုယ်တိုင်ကဝေကျွေးပါလာလို့ပေးဆက်ရတာလို့ပဲသဘောထားပါမေတုံတတိရလာပြီးပြောလိုက်တော့သမီးလေးမိဘနှစ်ပါးလုံးဝမ်းသာသွားသလိုခလေးခြားဆက်ညိုခလေးလက်လေးကိုလှန့်ကန်လိုက်တော့ကျေးဇူးပြပြီးထွက်သွားပြီပါဦးခြားဆက်ညို
ကျမဒီထက်ပိုပြီးမမုန်းမရစေနဲ့မေသုံးရဲ့အေးဆက်ဆက်စကားကရှင်ခွင်ကိုဓာတ်နဲ့ထိုးတဲ့ပမာလေးခလေးကိုတောင်းမှန်ပါတယ်ခြားဆက်ညကိုစူးနစ်စွာတောက်ပါပြီကျမတောင်းမှန်ပါတယ်ထပ်သားပေးပါရှင်ကျမငိုတာကိုချီလိုချင်လို့လားမေသုံးငိုချလိုက်တော့မငိုပါနဲ့ခလေးကိုထပ်သွားပါမယ်ခြားဆက်ညဝမ်းနေစွာပဲအခန်းထဲကနေထွက်လာခဲ့မိကကလေးကိုနောက်တစ်ကြိမ်ထပ်ပြီးမငိုစေချင်လို့ပါကုမ္ပဏီရဲ့လင့်ဟာနေတဲ့ယာတုကိုတာဝန်ယူပေးမှာကတော်မိုးသိန်းနဲ့သားဖြစ်သူရဲ့တူဒတောင်းဆိုစကားကိုတော်မိုးမြင့်ဘယ်လိုညှင်းပယ်ရမလဲမသိစီအီကိုချားဆန့်ညိုကလည်းလင်းလို့အရက်သမားပြေးသိနေသလိုဒုဥက္ကဋအပြည့်ခန့်ထားတဲ့မေတုံလေးကလည်းစေယုံကစင်ကနေနေချင်းနေမှုကျမတေချာစဉ်းစားပြီးအတီးပြုတ်ခန့်အပ်ပါမယ်တော်မိုးမြင့်အချိန်ဆွဲလိုက်ပြီမဲ့လေမိုးမြင့်မှာကုမ္ပဏီကြီးမှာစီအီကိုနဲ့ဒုတိယဥက္ကဋမရှိဘူးဆိုတာကိုပြန်ပဲကုမ္ပဏီတွေကဝမ်းသာတယ်လို့ဒိုင်တာအဖွဲ့ဝင်တွေကတော့ကျင့်နေမယ်မထင်ဘူးလေကျဲတူဒပပနဲ့စကန်နာထိုးလိုက်တော့အန်ဒီနားလဲပါတယ်တပတ်ပြည့်တဲ့အခါကုမ္ပဏီအစည်းအဝေးမှာ CEO အစ်စ်ခတ်ပေးပါမယ်တို့မိုးမြေမတက်တာတဲ့အဆုံးတပတ်လောက်ထိအချိန်ယူလိုက်ကဟုတ်ကဲ့ပါအန်ဒီဆုံးဖြတ်ချက်ကိုလက်ခံပါတယ်ရဲတူဒကောက်ချစ်စွာပြောလိုက်မိကသမီးလေးတက်တာရဲ့လားတော်မေဦးခန်းထဲဝင်လာရင်မေးလိုက်တော့မေမေတို့များနော်ဖေဖေပြန်ရောက်လာတော့သမီးနားတော်မကတ်တော့မပြောချင်ဘူးမေသုံးစိတ်ကောက်တော့နှကန်းလေးဆူထားလိုက်တော့ဟောဗျာဖေသမီးလေးကတော့မဟုတ်တာလေးပြောပြန်အောင်မယ်ဦးထိုးနိုင်ကောက်လာကဘာမဟုတ်တာလဲဖေဖေရောသမီးကိုစိတ်ပူလို့ပြန်လာတာလားမေမေနားချီပဲကတ်နေတာမေသုံးမိဘနှစ်ပါးကိုစားနှောင်ရင်ပြောနေခဲ့ပါသမီးလေးဘာမှမဖြစ်ရင်လည်းပြောဖေဖေအကုန်လုပ်ပေးမယ်နော်ဦးထိုးနိုင်စကားကြောင့်မိမိကိုအားပါပေးလိုက်လုပ်ပြီမေသုံးဆက်ဖြည်းဖြည်းနဲ့ပြောလိုက်တော့ရတာပေါ့အခုပေးလိုက်မယ်ကြည့်ဦးထိုးနိုင်ရှိသီနီနာကလာတော့ရှိဘလို့ဖြစ်နေတာလဲသမီးနော်မဟုတ်တာလေးမြှောက်ပေးနေတော်မေဦးချက်ချက်နဲ့ထအောင်နေတော့သားအဖတွေရင်မိုးနေကြတာမိသားစုဆိုတာဘဝဆိုတာကျမတို့ကုမ္ပဏီရဲ့ CEO အစ်စ်ခန့်ဖို့ကိုဒီကမောင်ရင်သူတို့ကိုရေးချက်ထားပါတယ်အားလုံးရဲ့သဘောကိုလည်းသိကြပါတယ်ဒုံမိုးမြေပထမဆုံးအနေနဲ့တစိမ့်တယောက်ကိုကုမ္ပဏီရဲ့ယာထိုးကြီးတစ်ခုကိုလွှဲပေးရတာဖြစ်တာကျမအတီးပြုချက်ကိုတော့မလိုဘူးလားရှူနေပေါင်းအဖြစ်နဲ့စမဲကြကြဝတ်လာသူကမေသုံးဟင်ဟာအားလုံးအန်ဩတင်ကုန်ကဒုဥက္ကဋကအနားယူနေမယ်မဟုတ်ပါလားဒုဥက္ကဋရောက်လာတာနဲ့တော့ပဲကျွန်တော်တန်တရားဝင်နေတာလေးတွေအားလုံးချင်းမှမြင်းမြန်းကျင်ပါတယ်ရဲသူတော်ခောက်ချစ်စွာပြောလိုက်တော့မေးပါဘာမချင်းတာရှိလို့လဲမေသုံးနဲ့တော့တုံလုံးမိတယ်လေသူရထားတဲ့ယာတုကပြိုဒီယာကိစ္စကိုဖြည့်ချင်းဖို့သာခဏတာဝန်ယူထားတဲ့ဒီမို့လုပ်ငန်းအကြောင်းနဲ့သိမ့်မသိလေအခုလဲအန်ဒီပြောပြလို့သာပြန်လဲကူညီရတာဖြစ်တယ်ကုမ္ပဏီရဲ့မနစ်ကအမျက်ငွေစရင်ဘယ်လောက်ရှိပါသလဲရဲတုဒအကုန်သိထားပြီးဖြစ်တာသူမကအယောင်ဆောင်သူဥက္ကဋဆိုတာကိုပေါ့တန်း80ပါအတီးကြပြောရရင်စစ်တသက်မှ2တန်းနောက်ထပ်ဝင်ရောက်သူကသာ60ညိုရဲတုဒအံ့ဩမိတယ်လေမနေ့ကအထိရသမားအဖြစ်ပေးတည်နေတာCEO 60ညိုကအခုချိန်မှာတော့ခဏထိုင်ဝါစာဝင်ရောက်လာပြီမေတုံးတကူလေးသပြင်းလေးချလိုက်မိကအချက်ခွဲတော့မနည်းနည်းလေးသာလို့တော့တာလေဒုံမိုးမြေကျင်းနဲ့စွာပြောင်းလိုက်မိတယ်မေတုံးကိုထင်ရင်သားချဒီတိုင်းရက်ကြည့်နေမိမဟုတ်မှန်းမေတုံးကိုအရင်အကူညီတောင်းကသားချကိုလည်းပြောပြလိုက်သေးတယ်လေအလုံးပဲဖာသိချင်သေးလေဒါမှမဟုတ်လုပ်ငန်းပြန်စားကြမလားခြားဆက်ညိုစကားကြောင့်အားလုံးထပြန်ကြတော့ CEO ရောက်လာမှတော့ထပ်ပြီးဆွေးနွေးကြမှာမရှိတော့ဘူးရဲသူတော်တက်ခေါက်လိုက်မိကတွေးကြသေးတာဝက်ကွာတားနဲ့သမီးကိုကျေးဇူးတင်ပါတယ်ကွယ်ကြီးမီကိုကူညီပေးခဲ့ကြလို့ဒေါ်ဘုံးမြအခုမှပဲစိတ်ထဲပေါက်သွားမိတာလေအဲ့လိုမပြောပါနဲ့ကြီးမီယာတားတို့ကပဲကျေးဇူးပြန်ဆက်ရမှာပါခြားဆက်ညိုမမြင်ရတာကြပြီဖြစ်တော့ကလေးမျက်နှာလေးကိုပြင်လိုက်ရတော့ရှင်ထဲမှာလေးတသိမ့်သိမ့်လေးကြည်နူးမိပါတယ်ဟုတ်တယ်မလားကလေးခြားဆက်ညိုမျက်စိပိတ်ပြလိုက်ရင်ဖြောလိုက်တော့ဘာမှမဟုတ်မေတုံမျက်စောင်းလေးထိုးမိတယ်လေဒီလူကြီးဘာဖြစ်နေလဲမသိဘူးညောင်ဆက်ဆက်နဲ့ကဲရံဖြတ်မနေကြနဲ့တော့ကို့အလုပ်ကိုပြန်သွားလို့တော့ဒေါ်မိုးမြေပြောလိုက်တော့မှပဲမေတုံသူ့ရုံခွန်းထဲကိုပြန်လာခဲ့တယ်လေချင်းဘာလို့လိုက်လာတာလဲမေတုံနောက်ကနေဥရှာကပ်ပါလာတော့လန့်သွားမိတယ်လေကို့အခန်းထဲသွားမလို့လေရှာစပြပြပြောလိုက်တော့ရှင်မျက်နှာမပြောင်းနဲ့ကျမကိုဒါအထက်ပိုးနာချင်းစီချင်းလို့လားမေတုံအေးစစ်တက်လေးပြန်ပြောမိမှကိုတောင်းမှန်ပါတယ်ချားစညိုနာကျင်စွာလှက်ထွက်လာမိတယ်လေ
ခလေးကိုဓာတ်ထက်ပိုမနာကျင်စေလို့ပါမေတုံရင်ထဲမှာလည်းစိတ်မကောင်းဖြစ်မိပေမဲ့အခုချိန်မှာရင်ဘတ်ထဲရတန်ရာကအနာမတက်သေးဘူးလေသူမတယောက်တည်းပဲနာကျင်နေမိတာကျမရှင့်ကိုကျွန်တော်မျက်နှာပူပူမဲနဲ့ပြောပြစီကြီးမီကျွန်တော်မေတုံနဲ့လက်ထက်ချင်ပါတယ်ရှားဆက်ညိုကြီးမီကိုချက်မျက်နှာပူပူနဲ့ဖြောလိုက်တော့ဟောတားလေးကသမီးလေးမေတုံတကယ်ပဲသဘောကျတာကိုဟုတ်ရလားကွဒိုမိုးမြေတည့်ရဲနဲ့တက်ပြေးမေးလိုက်တာလေဟုတ်တားတကယ်သဘောကျပါလက်ထက်ချင်တာပါကြီးမီရှားဆက်ညိုတေးချစွာပြောလိုက်တော့မှဟုတ်ပါပြီကွယ်ကြီးမီကလည်းသဘောတူပါတယ်ညနေကြမှာကြီးမီသွားပြီးစကားကြောင်းလက်ပြီးမယ်ဟုတ်ပြီလားတော်မိုးမြေစကားကြမှာဟုတ်ကျေးဇူးပါကြီးမီရှားဆက်ညိုတအားပြောသွားမိကကလေးကိုချစ်တယ်လို့သူ့လုံးခဲ့မိတာအမားတွေအတွက်တသက်တာပြုသူဆောင်ကြောင့်ချင်နာပေးမိပြင်ပါတယ်ဟုတ်ကဲ့ပါရှင်တော်မိုးမြေရဲ့မွေးသားသားဆိုပေမဲ့တားချရဲ့စာတိတနဲ့အကျင့်တွေကိုသဘောကျပါတယ်တုံမီဦးဝမ်းသာအရာလက်ခံသဘောတူပါအခုလိုဒိတ်ဒိတ်ကျတတိကြီးတွေရဲ့ကန့်လန့်ချက်မှုမိဘတွေအနေနဲ့စီစည်းလို့မြင်းရဲ့တင့်တယ်စေချင်တာလေမေကြီးရဲ့စွတ်ပြောနေနေအောင်သမီးလေးသဘောကိုလည်းမေ့ကြည့်ပါအောင်ကွာဦးထုံးနိုင်ဝင်ပြောလိုက်တော့ဟုတ်ပါတယ်သမီးလေးမေတုံသဘောထားလဲမေ့တင်တယ်လေတုံမိုးမြင့်ကလည်းထောက်ခံကသမီးတော်ဘောမတူမေမေတုံအိမ်အပေါ်တက်ကနေဆင်းလာပြီးဒေါသတကြီးပြောလိုက်တော့အားလုံးအံ့ဩသင့်ကုန်ကသမီးတုံမေဦးဝင်ထိတ်လိုက်တယ်လို့ခလေးချားဆက်ညိုမယုံနိုင်စွာခေါ်လိုက်တော့ရှင်ကဘာသဘောလဲဦးချားဆက်ညိုမိန်းကလေးတယောက်ကိုအဲ့လိုအလဲတကူပဲသိမ့်ပိုက်ချင်တာလားမေတုံတအားဒေါသဖြစ်မိပါတယ်သူမကိုချီရေးတောင်မဆိုချစ်သူတောင်မဖြစ်သေးပဲအပိုင်ချစ်တုပ်ချင်တာကိုမလိုလားပါမဟုတ်ရပါဘူးကွာချားဆက်ညိုဆုံးချုံရမှာကြောက်လို့အလောတကြီးလောက်ကမှခလေးအမုန်းတွေကြီးပြင်ရနေသည်ကတခုခုလိုလွဲနေပြီကျမလက်ထက်မဲ့သူဟာကျမချစ်တဲ့ချစ်သူသားဖြစ်ရမယ်ကျန်တဲ့သူတွေကိုဘာကြောင့်မှလက်မထပ်နိုင်ဘူးဒါကျမရဲ့ဆုံးဖြတ်ချက်ပဲမေတုံဒေါသတကြီးအော်ပြောလိုက်တော့နေကြပါဦးကွယ်ကြီးမီတို့ကသမီးသဘောထားကိုအလင်းမထားသလိုလုပ်ခဲ့မိတာမှန်ပါတယ်သမီးကိုယ်တိုင်ပဲရွေးချယ်သည့်အထိကြီးမီတို့စောင့်ပေးမှာပါဆေးချော့ပါသမီးဒိုမိုးမြင့်ဝင်ထိန်းရတော့တယ်လေခိုကလေးကိုတန်ဖိုးမထားတာမဟုတ်ပါဘူးကွာဒါအောင်တော့ယုံကြည်ပေးပါနော်ချားဆက်ညိုစိတ်မကောင်းစွာပဲစကားဆိုလိုက်မိကသမီးလူကြီးတွေချင်းမှာဘယ်လိုစကားတွေပြောနေတာလဲအခုပြန်ထန်ဆိုင်ဒေါ်မေဦးဆူငေါလိုက်တော့မေတုံစူအောင်းအောင်းနဲ့ထိုင်လိုက်ရတယ်လေသမီးလေးကိုမစူပါနဲ့ကွယ်သူလဲသူ့သဘောထားပြောပြဝင်ရှိတာပဲကျမတို့လူကြီးတွေကနားလဲပေးပြီးစိတ်ရှင်ရမယ်လေဒိုမိုးမြေစကားကြောင့်ဟုတ်ပါတယ်ဗျာသူတို့စိတ်တန်းကြရွေးချယ်ကြပါစေဦးထိုးနိုင်ခွင့်ပြုပေးလိုက်ကဒီအမားတွေကဘယ်သူခွင့်ပြုချက်နဲ့လဲကွာချားဆက်ညိုစိတ်တူတာအော်လိုက်တော့ဝန်ထမ်းလေးကအကြောက်ရွံ့စွာမန်နေဂျာရဲတုဒလက်မှတ်ထိုးပေးလိုက်တာစည်ရင်ပါဆရာပြန်ပြေးလိုက်တယ်လေချားဆက်ညိုဒေါသထွက်မိကဒီကောင်ရှယ်ယာရှင်တွေပိုင်ထားတယ်လို့လုပ်ငန်းထဲမှာထိန်းတိုင်းကျင်းနေတာမန်နေဂျာရုံးခန်းထဲကထွက်လာခဲ့တယ်ဒီကားအခန်းကိုလည်းထုတ်ဖွင့်လိုက်တော့အော်စီကိုပဲဘာကိစ္စကြီးလို့လဲဗျရဲတုဒမထိတလို့ပြောလိုက်တော့ဒါမင်းလက်မှတ်ထိုးပေးလိုက်တဲ့စည်ရင်လားချားဆက်ညိုမေးလိုက်တော့ဟုတ်ပါတယ်ဘာလို့လဲရဲတုဒနည်းနည်းလေးမှခယူးမဆိုင်ဒါစည်ရင်အမားကြီးဆိုတာမင်းမသိဘူးလားချားဆက်ညိုရင်ထဲမှာမိတောက်နေပြီလေဘာဖြစ်နေကြတာလဲမေတုံရောက်လာတော့ခိုအမလေးလုံးမိတာကိုတအားပြောနေတာပါချဲတူတာအရင်ဆုံးပြောလိုက်တယ်လို့ခလေးနားမလဲပါဘူးကွာကိုအေးစေးချင်းမြပြစီရှားဆက်ညိုစကားမိသုံးစိတ်ကိုလာဆွားတယ်လို့ဖြစ်နေကငကိုရီးယားမှာအမြင်မကြည့်သူမဟုတ်ချင်းစကားကြည့်ပြောပါဦးချားဆက်ညိုကျမကဒီကုမ္ပဏီရဲ့ဒုဥက္ကဋ္ဌပါမိသုံးခက်မှမှာပဲပြောလိုက်တော့ဟုတ်ပါတယ်ကိုအမလုံးမိတယ်ဆိုရင်တောင်မှမိသုံးကပဲဆုံးဖြတ်ပေးခွင့်ရှိတယ်မလားရဲတူတာသူမတို့မတဲ့တာကိုခွင်ကောင်းယူပြီးမေတုံအနာကပ်ဖို့စူးစမ်းနေကဟုတ်ပါတယ်ကျမရုံခနဲ့လိုက်ခဲ့ပါမေတုံဦးရှိမှမို့တမင်ပဲအခွင့်ရေးပေးလိုက်ကအမြင်ကတ်တယ်လေတကယ်ဟာကွာဖက်တူထွက်လဲမေတုံရုံခန်းပြီးရစတိုခန်းမှာခေါ်ပြီးဖြောနေတော့ဦးချားရဲ့တွေ့ရမှုမမတန်တာကိုမေးလိုက်တာလေစီအီကိုအတွက်ပါမမလေးရောတောက်ချင်လို့လားတန်တာပြန်မေးလိုက်တော့မြည်ကြည့်မယ်လေမေတုံဦးချားအတွက်ဆိုတော့ကော်ပီခွက်ကိုတောက်ကြည့်လိုက်တော့ခါလိုက်တာအပပခါလိုက်တာဟဲမေတုံချုံမဲ့ပြောလိုက်ကစီအီကကော်ပီခါစစ်စစ်လေးမှသဘောကျတာမဟုတ်ပါဟမ်မေတုံနည်းနည်းတဝင်တို့သွားမိတယ်လေသူတောင်ဦးချဘလို့ကော်ပီကြိုက်လည်းမသိဒီအတွင်ရမှုမမကတိနေတာမို့အမကောင်းနှုတ်စီလေးနည်းနည်းထက်ထက်လိုက်
မိသုံးနိုးစီတွေတအားချိုက်ပြလိုက်တော့ရှင်တန်တာနည်းနည်းတော့လန့်သွားစီအီယိုကအချိုများတာလုံးဝမကြိုက်ဒါမဲ့နီးရာတို့ကတို့အခရာမို့ရှင်မနေနဲ့အတိုင်းသာပေးလိုက်ထော်မိသုံးဖြော်ပေးလိုက်တာလို့ပြောလိုက်မိသုံးဆက်ပြပြပြောပြီးထွက်လာခဲ့ကဒီခစ်ပိုင်နဲ့စကားပြောဖို့ချိန်ထားတယ်လေခေါ်ပြီးကဘလို့ဖြစ်ရတာလဲရှားဆက်ညိုအိတ်ရှင်နေလို့စိတ်လန်းအောင်ခေါ်ပြီးပြောခိုင်းခါမှချိုပြစ်နေတာလေဟိုအကကျမဖြော်တာမဟုတ်ပါဘူးတန်သားစကားကြောင့်ဟမ်ဒါဖြစ်ဘယ်သူဖြော်ပေးတာလဲငါမကြိုက်တာတမင်ချားဆက်ညိုအော်လုံးမဆုံးခင်မှာပဲဒီအခရာဖြော်ပေးလိုက်တာပါတန်သားဖြတ်ပြောလိုက်တော့မဆိုးပါဘူးထားလိုက်တော့ရပြီမင်းလုံးစရာကြည့်တာလုံးလိုက်တော့ချားဆက်ညိုအတွင်ရင်းမှုမလေးကိုနှင်းလွှတ်လိုက်ပြီးခက်လေးပြော်ပြီးတော့ပထမဆုံးကိုပြီးတစ်ခွက်ကိုအမြန်ကုန်အောင်မတောက်ရှင်ပါတစိမ့်စိမ့်အရာစကားခိုင်းချစ်ချင်းမြတ်စွာကတသိမ့်သိမ့်ရေပတ်တဲ့တွန်းဝင်နေလေရဲ့လေနင်အဆင်ပြေရဲ့လားခက်ပိုင်မေးလိုက်တော့မှတည်ပါတယ်ဟာမေတို့အတွေးတွေကနေကော်ဖီချိုစိန်ကြီးကိုချုံမိအောင်တောက်နေမယ်ဥရှားကိုမြင်အောင်နေပြုံးနေမိတာဖြစ်တယ်လေငါနိုင်ငံခြားကိုခရီးထွက်တော့မှခက်ပိုင်လေးနဲ့စွာပြောလိုက်တော့ဟင်ဘာလို့လဲထီမှာအဆင်မပြေလို့လားမေတုံတအူးတဲသောတငယ်ချင်းလေးမို့မခွဲခွာနိုင်သေးတည်ပါလေဟာဒါမဲ့နိုင်ငံခြားမှာပိုးအဆင်ပြေမယ်ထင်လို့ပါခစ်ပိုင်စကားသာပြောနေတာမေတုံအေးခွက်ကိုမတောက်မချင်းအကဲခတ်နေတာလေအေးပါနင့်တဘောပါမေတုံအေးတောက်ရင်စိတ်တွေလေးလန့်လာမိတယ်လေအသေးစိတ်လွတ်သွားတဲ့ချင်းဘလို့ဖြစ်ပါလဲခစ်ပိုင်အသားလေးပဲညှိလေးလိုက်တော့မကြခင်မှာပဲမေတုံအိမ်မောချသွားတော့တာသူအေးပိုက်ဖို့ချင်းပြလိုက်မေတုံတွဲခေါ်လာပြီးကားပေါ်တင်ပြီးမောင်းထွက်လာခဲ့ရလေခွင့်လို့ပါဟာငါနင့်ကိုဘလို့မှအဆုံးကျုံခိုင်နိုင်လို့ပါအာစရိဘယ်သွားနေတာလဲကျွန်တော်စရင်တွေလာအပ်တာတပည့်တယောက်ကဖုန်းခေါ်ပြီးဖြောလာတော့ဟမ်ငါဘဲမှမသွားပါဘူးကရုံးကမှပဲရှိနေတာလေရှားဆက်ညိုဦးကြောင်ကြောင်ဖြစ်သွားမိကဒါဆိုဒူဥက္ကဋ္ဌနဲ့အတူတူရှိနေတာအာစရိမဟုတ်ဘူးပေါ့ကျွန်တော်အာစရိထင်နေလို့ဖုန်းဆက်လိုက်တာဟမ်ဘယ်မှာတွေ့တာလဲဖယ်နားမှာလဲချားဆက်ညိုစိုးရင်တကြီးမေးလိုက်တော့ထောက်ချက်အဝင်းနားမှာအာစရိအနာကလမ်းချင်းနေဆိုတော့ဘာတော့လောက်ကြလဲမသိဘူးโอเคချားဆက်ညိုဖုန်းချလိုက်ပြီးကုမ္ပဏီကယောက်ျားလေးဝန်ထမ်းအားလုံးကိုခေါ်လိုက်ကအားလုံးတေချာနားထောင်ကြထောက်ချက်နားကခြံတွေကမှဒူဥက္ကဋ္ဌမေတုံရောက်သွားတယ်မတွေ့တင်အောင်ချားမယ်ရှိသမျှကားတွေအကုန်ထုတ်ယောက်ျားလေးတယောက်မှအကုန်သွားကြမယ်နားလေလားချားဆက်ညိုပြက်ပြက်သားသားပြောလိုက်ကဟုတ်အားလုံးတညီတညွတ်တဲ့ပြန်ပြေကြပြီးကားတွေနဲ့အတီးတီးထက်လာခဲ့ကြတာကားပေါင်း40ကျော်နဲ့လူ200ကျော်အင်အားကကြောက်ခမန်းလိလေမေတို့အနှဲငယ်အိတ်ဆေးပြေးပြီးလူးလာတော့နှိုးပြီလားခစ်ပိုင်ရက်တေတာတောက်ထားတာကြောင့်မျက်နှာကြီးကหนีရဲနေတယ်လေငါ့ကိုဘေးကိုခေါ်လာလေမေတို့အချိန်တွေကိုရိပ်မိတယ်လို့ဖြစ်လာတော့အလန်ဂျာမီးရမိတာငါတောင်းမှပါတယ်ဟာငါနင့်ကိုအဆုံးကျိုးမခံနိုင်လို့လုံးမိလို့ရလှက်လိုက်တာပါခစ်ပိုင်စကားကြောင့်ဘာနီအဲ့ဒီလိုလုံးလို့ငါချစ်ကိုရမယ်ထင်သလားခစ်ပိုင်ငါစိတ်မနာခင်အခုချက်ချင်းပြန်ပို့ပေးနော်မေသုံးဒေါတာကြီးအော်ပြောလိုက်တော့မပို့နိုင်ဘူးဟာငါနင့်ကိုအဆုံးကျိုးမခံနိုင်အောင်ချစ်တာနင်သိရလားငါယူမတက်ချစ်တာကိုတော့နင်14မောင်မတနာဘူးလေခစ်ပိုင်မျက်ရည်တွေကြကဝိုင်းနေတကြီးပြောနေမိကလေဒါပေမဲ့နင်အခုလိုလုပ်တာကငါအချက်သိက္ခာကမငဲ့ကွက်တော့တယ်လို့ပဲကျေသူပြီးငါ့ကိုပြန်ပို့ပေးပါဟာနော်မိသုံးခစ်ပန်ကိုတနာလဲတနာမိတယ်လို့အခုအချိန်လေးကြီးကိုလည်းကြောက်နေမိတယ်လေမသိတော့ဘူးဟာငါနင့်ကိုအဆုံးကျိုးမခံနိုင်တာပဲသိတယ်ခစ်ပိုင်စိတ်တွေလွတ်သွားထပြီးမိသုံးအနာကလာချိန်အိမ်တကားကိုကားတကြီးတိုက်ဖြတ်ဝင်ရောက်လာကရှားဆက်ညိုအချိန်မိပါတယ်ညီနောက်ဆုံးလိုက်ပါခင်မင်ခဲ့တာကိုထောက်ထားပြီးငါထောင်ထဲမထည့်ချင်ဘူးရှားဆက်ညိုအေးဆက်ဆက်ပြောလိုက်တယ်လို့မေသုံးကိုပြစ်ဖက်ထားလိုက်ရင်ငိုမိကလေသူမဘွားပြတ်တော့မဲ့အချိန်မီလေးရောက်လာတော့ပါကျွန်တော်နားလဲပါပြီဗျာမချစ်တဲ့လူတယောက်အတွက်ဘာပဲလုပ်လို့ပြင်ချစ်ခံမရဘူးဆိုတာကိုကျွန်တော်ကောင်းကောင်းကြည့်သိလိုက်ရပါပြီချစ်တဲ့သူကိုဘာကြောင့်မှမုန်းလို့မရတာဆွလို့မရတာကိုပေါ့ကျော်ရှင်ပါစွာပေါင်းဆက်နိုင်ကြပါစီခစ်ပိုင်ဝိုင်းနဲ့စာစကားကိုဆိုရင်တလန်ချင်းထွက်ခွာသွားတော့တယ်လေမေသုံးတအားငိုနေမိတယ်မငိုနဲ့တော့ခလေးကိုတို့ပြန်အောင်ချားဆက်ညိုတပည့်တွေကိုဖုံးဆက်ပြီးအရင်ပြန်ဖို့ပြောလိုက်ကမေသုံးကိုတွေ့ရပြီးမှအားလုံးလည်းစိတ်အေးသွားပြီလေညောင်သားစကားမပြောဖြစ်ပဲ
အေးစီကားမောင်းလာခဲ့ကြတာလမ်းတစ်ဝက်အရှောင်းမှာတော့မိုးဆက်တွေကလည်းကောင်းကင်မှာဒေါရတကြီးပြေးဆင်းလာကြတာကြည်လီနေသောရာသီဥတုကချက်ချင်းပဲမှောင်မှတ်သွားကြတာရန်ကုန်မိုးကတော့အချိန်မရေပဲတဲကြီးမဲကြီးရွာတက်သည်ကိုချားဆက်ညိုကားကိုလမ်းပြေးတစ်ပင်ကြီးနာထုတ်ရလိုက်ကဘာမှမမြင်ရလေအောင်ထိမိုးကတအားတဲနေသည်မို့လေမိတို့မိုးတက်ကြောင်ရှမ်းစိတ်စိတ်ဖြစ်လာကတဟီဟီနဲ့တုံနေမိပါပြီရော့ကလေးဒါလေးဝတ်ထားချားဆက်ညိုအပေါ်ကခွေးအင်ကြီးကိုချုပ်ပေးလိုက်တော့ဟုတ်မိတို့အသာတကြီးလက်ခံလိုက်ကထိုးစဉ်မိုးကြိုးထွေသုံးတဲ့အတက်ကြီးကြောင့်အမေမိတို့အလန်တကြားဥကိုဖတ်ထားလိုက်မိတယ်လေချားဆက်ညိုရင်ခွက်တဲ့အတဲဖတ်ထားသောကလေးကိုကြည့်ကတနာလဲတနာမိတယ်လို့ရှယ်လဲရေချင်မိတယ်လေမိုးမြင့်မဲ့ကုမ္ပဏီကြီးရဲ့သူဥက္ကဋ္ဌတဲ့လေအခုစားတော့လေတစ်ခက်ကလေးလေးပါမှာကလေးရဲ့နှကန်းလေးတွေတုံခါနေပြီမို့အနီးကပ်မြင်နေရတဲ့သူ့ဖို့တော့ရှင်ကုန်းတန်နေဟုံးတိုင်းချဲနေရလေသူစိတ်ထိန်မရတော့ပဲမိတော့ဥယျင်ခွင်ထဲမှာတတိယလေးခုံနေတော့ရှင်ခုံတန်အချင်းချင်းပြက်လဲခံစားမိကဥရဲ့ကိုသေးရင်နဲ့လေးကြောင့်သူမစိတ်တွေရိမ့်ရနေမိချင်းအိုးနှကန်းလေးသူမမျက်နှာပေါ်သို့ချရလာချိန်မှာတော့အိုးချက်တဲ့အတန်လေးထွက်လာကလွဲလို့သူမမငင်းဆန်နိုင်ခဲ့ပါမိုးဆက်တွေကပျော်ချင်စွာခုန်ပေါက်ကျဆင်းနေသလိုကောင်းကျင်ကြီးကလည်းချင်းလင်းသည့်အလားလျှက်စီးတွေကတဝန်းဝဲလေတိုးတန်တွေကတော့တဘာဝရဲ့ဂီတတစ်ခုလိုရှင်းမေသုံးအံ့ဩစာပြောလိုက်တော့မရှင်နဲ့ညီတခါတော့ညင်းဖို့မကြိုးစားနဲ့တော့တော်မေဦးပြက်ပြက်တသားပြောလိုက်ကအားလုံးလည်းပြုံးစီစီဖြစ်ကုန်ပြီလေဟုတ်ပါတယ်ကွယ်ဒီအချိန်နေရောက်ပြီးမှတော့လက်ထက်လိုက်တာအသင့်တော်ဆုံးဖြစ်မယ်ကွယ်ထုံမုံမြင့်ကလည်းဝင်ပြောတော့ချားဆက်ညိုကတော့ပြုံးစီစီလေမမရလဲသမီးတို့ကဘာမှဖြစ်ခဲ့ဘူးလေနော်ဦးဟုတ်တယ်မလားပြောပြလိုက်လေမေသုံးလက်မထက်ချင်းသေးပါကလေးတယောက်လိုပဲနေချင်းသေးတာလေအဲ့ဒါတော့ကိုလည်းမသိဘူးလေချားဆက်ညိုမြခုံးတစ်ဖက်ကိုပင့်ကပြောလိုက်တော့အာဦးမေသုံးစုအောင်ပြီးအွန်လိုင်းမိကတိတ်ဆန်းဘာဖြစ်ခဲ့မဖြစ်ခဲ့နေတစိမ့်ယောက်ျားလေးတယောက်နဲ့ကားလေးစည်းမှာတညာလုံးအတူတူရှိနေခဲ့ပြီးညီးကဓာတ်ထပ်ပို့ပြီးတော့ငါ့ကိုအချက်ခွဲချင်သေးတာလားထော်မေဦးပြောလိုက်တော့မှအမှုကပို့ပြီးကြည့်သွားသည်မို့မမေရလဲမေသုံးဘာမှဆက်မငင်တော့လေကျွန်တော်သူနဲ့တိုင်ပင်လိုက်ပါအောင်ပဲကြီးမေနဲ့တော်ချားဆက်ညိုကလေးကိုမျက်စားပစ်ပြီးခြံထဲသို့ဆင်းသွားခဲ့လေခလေးဘာလို့လဲချားဆက်ညိုတန်းလေးပေါ်ထိုင်ရင်မေးလိုက်တော့မှခလေးလက်မထက်ချင်သေးဘူးအငယ်လေးချီသေးတာ哦မေသုံးနှကန်းလေးစုကပြောလိုက်တော့ဖားလဲခလေးလေးမမွေးချင်လို့လားချားဆက်ကစလိုက်တာလေဟာဦးဖားရီပြောနေတာလေမေသုံးချက်စိတ်ကြောင့်မျက်နှာလေးหนีရဲသွားသလိုအတန်လေးပါထုံလာကလေဟာခလေးချက်သွားပြီချားဆက်ညိုထပ်ပြီးစလိုက်ကခလေးတော့ဦးမေသုံးဖုန်းဝင်လာတော့ဖုန်းကောက်ကင်လိုက်တာဟယ်လိုခလေးဘသူစီကဖုန်းလဲချားဆက်ညိုခဏကြာအောင်စောင့်ပြီးမှမေးလိုက်တော့ဟိုလေခလေးသွားစရာကြီးလို့ခွင့်ပြပါအောင်နော်မေသုံးအလောတကြီးပြေးပြီးထွက်သွားကဟမ်ချားဆက်ညိုမအိုမလဲနဲ့အိမ်ထက်ပြန်ဝင်လာတော့ဟဲ့တာသမီးကဘာလို့ကားမောင်းပြီးထွက်သွားတာလဲထုံမိုးမြင့်မေးလိုက်တော့မသိဘူးလေကြီးမေကိစ္စကြီးလို့ရှာပြောလိုက်ကဟဲ့တာကိုစနီလောင်ကိုအဲ့ဒီလိုပဲလွတ်ထားရလားတွားလိုက်သွားလေထုံမင်းမြင့်ပြောလိုက်တော့မှာပဲဟုတ်ကဲ့ကြီးမေရှာအလင်းမြန်ပဲကားပေါ်တက်ပြီးမေသုံးတော့ကိုလိုက်လာခဲ့လေမေသုံးကားကိုအချိန်တင်လိုက်ရင်စိတ်တွေလုံးနေမိတာရဲသူတာဖုံးဆက်လာသည့်အကြောင်းရင်းကခစ်ပိုင်ကိုသူဖမ်းထားတဲ့သူမတယောက်ထဲလာမယ်လေရဲတိုင်ရင်တက်ပြမယ်လေဒီကောင်ဘာတွေစိတ်ကူးပေါက်ပြီးဒီလိုလောက်မှမသိတငယ်ချင်းအတွက်စိတ်ပူနေတာပဲသိတာအာကောင်းလိုက်တာကွာရဲတူတာဝီကီစကီတို့ကမော့တောင်းရင်ကျင်းနဲ့စာရေရွတ်လိုက်မိတာလေသူကြံစီသားသမျှအကုန်ပစ္စည်းကုန်ပြီလေမေသုံးနဲ့ချားဆက်ညိုတို့ချက်ချင်းလက်ထပ်ရတော့မှာအခြေအနေရောက်ကုန်ပြီပေါ့အဲ့ဒါဟုတ်ကောင်ခစ်ပိုင်မစင်စားမချင်စင်လို့လေအခုတော့မတတ်နိုင်ဘူးအကြံဒီတုံးရတော့မယ်မေကိုဒီနေရာရောက်မှအသိမ့်မှတ်နိုင်ပြီပွဲပြီးပြီပဲကောက်အလောတကြီးရက်လိုက်ပြီးကိုတောင်ကြီးတဲ့ဝင်လာခဲ့တာလေရောက်လာတာပဲတော်မေသုံးရှဲတူတာကျင်းနဲ့စွာပြောလိုက်မိကသူထင်ထားတာမလဲပါခစ်ပိုင်ကိုတရားမဆွဲထောင်မချကြတဲ့ကမေသုံးရဲ့တငယ်ချင်းတန်ရောတင်ကိုရိတ်စားမိလိုက်သည်ဒါကြောင့်ပဲခစ်ပိုင်ကိုသူပြန်ပြီးဆွဲလိုက်တာလေအပေါ်တွေပြောနေတယ်ဘယ်မှာလဲခစ်ပိုင်မေသုံးခက်ဆက်ဆက်လေးမေးလိုက်တော့ဟာရှိပါတယ်ဗျရောင်းနေခေါ်တော့ခဲ့စမ်းရဲတူတာအမိန်ပေးလိုက်တော့သူ့တပည့်တွေခစ်ပိုင်ကိုခေါ်ထုတ်လာကြတာသွေးတွေအလိမ့်လေးပေးချနေသည်မို့ဆိုင်နေလျက်လာလေချစ်ရုံမလိုက်လား
ရှင်ငွေဘလောက်လို့လဲပြောကျမတငယ်ရောချစ်ကိုချစ်ချင်းလွတ်ပေးမေတုံဒေါသလက်ကြီးအော်ပြောလိုက်တော့ငါလိုချင်တာမင်းကိုဟာဆဲသူကသူ့စကားနဲ့သူသဘောကျကျရဲလိုက်တာဘာမေတုံဒေါသလက်ကြီးအော်မိခဲ့ရလေမင်းဘာပြောတာလဲဟဲ့မမျော်လင့်ပဲရောက်လာသူကချားဆန့်ညိုဟဲဦးဘလို့မေတုံအံ့ဩတယ်လို့လုံချုံသွားတယ်လို့လည်းခံစားရတယ်လေအော်MD ကြီးရောက်လာတာကိုကောင်းလိုက်တာတခါတည်းလက်စာဖြတ်လို့ရတဲ့တာပေါ့ရောက်နေအဲ့ဒီရနာကိုအသေးသက်ကွာရဲသူတာအရက်တောက်ထားတဲ့အချိန်လေးနဲ့သွေးဆူနေသည်မို့လေထောသားတကြီးနဲ့အမိန်ပေးလိုက်ကကဲကွာရှံပွဲလေးကအင်အားမမျှချားဆက်ညိုထရတွေရနေပြီလေဒါပေမဲ့လည်းသူ့လဲပြိုသွားလို့မဖြစ်ခလေးကိုကာကွယ်ရအောင်မယ်အတန်ကြတော့အားလုံးခဏရက်သွားကြတယ်အတန်ကြားရအရက်ကိုကြည့်လိုက်တော့တန်တို့ကြီးကိုတရိုးတိုက်ဆွဲလာရင်ဝင်လာသူကမင်းဆက်ပိုင်းဟာဟင်းအရှိလူမိုက်တွေထဲမှာမင်းဆက်ပိုင်းရဲ့တပီဟောင်းတွေပါတော့ထိတ်လန့်ပြီးထပ်ပြေးသွားကြတာရဲသူတာနဲ့တပည့်လေး9ယောက်ပဲကျန်တော့တယ်လေငါညီကိုထိတာဘဲကောင်းလဲမင်းဆက်ပိုင်းအေးဆက်ဆက်မင်းလိုက်ကသူထန်ဝါထွက်လာခြင်းမှာပဲညီဖြစ်သူရဲ့တည်င်းတွေကကြားမကောင်းလေငါထိတာမင်းမဖြစ်ချင်လဲဟျောင်းအဲ့ကောင်ပါတက်ကွာရဲသူတာအမိန်ပေးလိုက်တော့တပည့်တွေပြေးဝင်လာကတန်တုံးနဲ့ခေါင်းတွေကြီးပဲရိုက်ဖြစ်ပြီးတော့ကနေသားတွေခွေကနေဖြစ်ကြကုန်တယ်လေပြန်ထလာနိုင်ဖို့အင်အားကတော့မရှိမင်းရဲတူတာတုံလုံးခြောက်ချလာပြီလေမင်းဆက်ပိုင်းလက်ချက်နဲ့တပည့်တွေအားလုံးတတိလေးမှောက်ကုန်ပြီပြန်ပြောစမ်းငါညီကိုထိတာဖဲကောင်းလဲမင်းဆက်ပိုင်းခက်ဆက်ဆက်ပြန်မေးလိုက်တော့ကျွန်တော်တောင်းပန်ပါတယ်ဗျာရဲတူတာခါးကြားကဓာတ်ကိုမတိမတာထောက်လိုက်ရင်မေတို့အနာကိုတဖြည်းဖြည်းကတ်သွားမိကဘာကွတောင်းပန်တယ်ဟုတ်လားမင်းဆက်ပိုင်းဒေါသတကြီးနဲ့ချိတ်တိုးလာတဲ့ရဲတူတာမိသုံးကိုဓာတ်နဲ့ထိုးလိုက်ချိန်မှာတော့ခလေးရှားအလင်းမြန်ကာကွယ်လိုက်သလိုမင်းဆက်ပိုင်းဒုံးနဲ့ရိုက်ချက်ကြောင့်ဓာတ်ကဘိုက်ကိုမထိုးမိပဲလက်မောင်းနဲ့ရှင်ဖက်ချားကိုလာထိမိသွားတာလေအဖြစ်ပြက်တွေကမြန်ဆန်လို့သည်ခြားချက်ညိုခွေကနေလဲကျသွားခဲ့ရဦးမိသုံးအလောတကြီးပွေ့မိလိုက်တယ်အိုးရင်ဘက်နားမှာလဲသွေးတွေကထွက်နေတာကြောင့်စိုးရင်တကြီးအော်ခေါ်နေမိတယ်လေမင်းဆက်ပိုင်းဒေါသထိတ်မရတော့တန်တုံးနဲ့တအားလွှတ်ရမဲ့အချိန်လေးမှာပဲဒါမလုပ်ပါနဲ့တော့ကွာမင်းဆက်ပိုင်းဖေဖေနဲ့အန်ဒီရောက်လာပြီးတားလိုက်မှရှစ်တန်သွားခဲ့ရလေအဖေတန်သားလို့မခေါ်တာနှစ်ပေါင်းများစွာကြာခဲ့လေပြီအဖေမင်းဆက်ပိုင်းပြစ်ဖက်ထားလိုက်မိတာခက်ပိုင်လဲကျိုးတွေကြားကရုတ်ထွက်ပြီးအဖေနဲ့အကိုပြစ်ဖက်ထားမိတယ်လေအာဟင်းကလေးဘာလို့ငိုနေတာလဲချားဆက်ညိုတတိယလာပြီးမေးလိုက်တော့မှမသိဘူးလေမေတုံထပ်ပါငိုလေပြီလေသူမဝမ်းသာလုံးငိုလိုက်မိတာပါမငိုရဘူးလေနော်ကလေးကိုဘာမှမဖြစ်ဘူးလေတတမီမီလေးတောင်မှွေးနိုင်ဖို့စူးစမ်းလို့ရသေးတယ်ချားစားလိုက်တော့ဟာဦးနော်မေတုံချက်နဲ့ဦးကိုတအားဖတ်ထားလိုက်မိတယ်လေကဲချစ်တို့ရေဇလန်းလေးကတော့ဒီမှာနေပြီးဆုံးသွားပြီနော်ဇလန်းလေးကိုအစုံတွေလိုက်ပါနားဆင်ပေးကြလို့လဲအထူးပဲကျေးဇူးတင်ရှိပါရဲ့ရှင်နောက်ထပ်ရောဘလို့ဇလန်းကားလေးများနဲ့ထပ်ပြီးတင်ဆက်အောင်မလဲဆိုတာကိုစောင့်မျှော်နားဆင်ပေးကြပါအောင်လို့တောင်းဆိုရင်းနဲ့ပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံကြပါသေးလို့ဆုတောင်းရင်းနဲ့ပဲအားလုံးနှုတ်ဆက်ခဲ့ပါရဲ့နော်